ဆက်ချောင်းရှိတဲ့လူကွမ်းဟာတငယ်ချင်းကောင်းတွေဖြစ်ကြပြီး Thai Photography ဆိုတဲ့ဓာတ်ပုံစတူဒီယိုတစ်ခုဖွင့်ထားပါတယ်။အိမ်ရှိဖြစ်တဲ့6လင်းကလည်းဆက်ချောင်းရှိရဲ့ငယ်တငယ်ချင်းပါ6လင်းရဲ့တာဝန်ကသူတို့ဆိုင်အတွက်အလုပ်လက်ခံတာဖြစ်ပြီးခြံတဲ့လူကွမ်းတို့ဟာတဘာဝနဲ့တွန်းအားတွေပိုင်ဆိုင်ထားမယ်သိလိုက်ရပါတယ်။ခြံရဲ့ဆွဲရင်ကဓာတ်ပုံတွေကိုဝင်ရောက်နိုင်ပြီးအဲ့ဒီထဲကလူကိုဝိညာဉ်ပူးကတ်နိုင်ပါတယ်။လူကွမ်းကတော့ဓာတ်ပုံတွေကအချိန်နဲ့နောက်ဆက်တဲ့ရဲ့အကြာဂျားကာလကအရာတွေကိုမြင်တွေ့နိုင်စွမ်းရှိပါတယ်။သူတို့ရဲ့ဆွဲရင်ကလိုက်ဖက်ညီမှုရှိပြီးသူတို့မရှင်တွေပြီးမြောက်ဖို့အချင်းချင်းနဲ့ဆက်သွယ်နိုင်ပါတယ်။ဒါ့အပြင်လူကွမ်းကစီမင်း3ခုလည်းချမှတ်ထားပြီးပထမအချက်ကအချိန်12နာရီအတွင်းမှာလှုပ်ချက်ရှိတာလို့ပို့ပါဒုတိယအချက်အနေနဲ့သူ့ရဲ့ညွှန်ကြားချက်တွေကိုအတိအကျလိုက်နာဖို့ဖြစ်ပြီးတတိယအချက်အနေနဲ့အတိတ်မှာဘာပဲဖြစ်ခဲ့အနာဂတ်မှာဝင်မစော့ဖက်ဖို့ပါဒီနေ့မှာတော့သူတို့စတူဒီယိုစီအလုပ်တစ်ခုရောက်လာပါတယ်တစုံတစ်ယောက်က Vicky Game Company ရဲ့အရေးကြီးဘန်ဒါရေးချက်လက်တွေကိုစုံစမ်းကြည့်လို့ပါဒီ data တွေက driver ရဲ့လက်ထဲမှာဖြစ်ပြီးဒါတွေကိုရဖို့ဆိုရင်သူ့လက်ထောက် MRC မှာပဲအခွင့်အရေးရှိမှာပါလူကွမ်းက MR ရဲ့နောက်ဆုံးတင်ထားတဲ့ပုံကြောင်းမေးတဲ့အခါမှာတော့6လင်းကလွန်ခဲ့တဲ့နှစ်က MR နောက်ဆုံးတင်ထားတဲ့ပုံကိုပြပါတယ်။ပုံကတော့လက်ထောက် MR ရိုက်ထားတဲ့ကော်ပြက်လေးပုံပါ။လူကွမ်းကသူ့ရဲ့စွမ်းရည်နဲ့ပုံကိုကြည့်ပြီး MR ဟာ data ကိုရဖို့အခွင့်အရေးတစ်ခုရှိကြောင်းသိလိုက်ပါတယ်။ဒီလိုနဲ့ခြံလည်းသူ့ရဲ့စွမ်းရည်နဲ့ပုံထဲကိုဝင်လာပြီး MR ဓာတ်ပုံရိုက်နေတဲ့ချိန်ကိုပြန်ရောက်သွားပါတယ်။ mission ချိန်တွင်းမှာခြံကစိတ်လက်မှန်မှလုပ်ပေမဲ့လူကွမ်းကစိတ်အေးနဲ့သူ့ကိုလောက်ရမယ့်အရာတွေညွှန်ကြားပါတယ်။ဒီအချိန်တွင်းမှာခြံကအလုပ်သမားတယောက်အနေနဲ့ကံမကောင်းစရာဖြစ်ပျက်တွေကိုရင်ဆိုင်ရပါတယ်။ဒရိုက်တာရဲ့မသိတော်တာတွေကိုလုပ်ခိုင်းတာပြင်အလုံနောက်ကျစွာနဲ့မနက်2နာရီထိအစီရင်ခံစာတွေရေးရတာတွေထိပါဒီနောက်ကျနေတဲ့အချိန်မှာပဲ MI မိဘတွေကဖုန်းဆက်လာပါတယ်သူမမိဘတွေကကြီးလက်ဒေတာမှနေထိုင်ပြီးသူတို့သမီးရဲ့မျိုးပြကားလုပ်ကိုဂုဏ်ယူနေကြတာပါသူတို့က MI ကိုအချိန်မှန်စားဖို့နဲ့လုံအကျော်လုံးမလုပ်ဖို့လည်းမှာပါတယ်တကယ်တော့ချန်ဟာ MI ကိုယ်ကိုဝင်လိုက်တဲ့အချိန်မှာသူမရဲ့မှတ်ဉာဏ်တွေအပြင်ခန်းစားချက်တွေကိုလည်းလက်ခံလိုက်ရပါတယ်ဒါကြောင့် MI မိဘတွေရဲ့ဂရုစိုက်မှုကိုလည်းသူလေးလေးနက်နက်ခံစားလိုက်ရပါတယ်သူမရဲ့မှတ်ဉာဏ်တွေထဲမှာလည်းကိုပြက်နေဟာသူမရဲ့အကြိုက်ဆုံးစားချက်တစ်ခုပါညနေပိုင်းမှာအမအမေစီကမက်ဆေ့ရောက်လာပါတယ်ဒါဟာခုနကဖုန်းခေါ်မိတဲ့အတွက်သူမတထရဲ့စူပူမှုကိုခံခဲ့ရကြောင်းအမရဲ့ဖေကပြောပြလိုက်ကြောင်းသူမမေကလာတောင်းပန်တာပါဒါကိုမြေတော့ချန်ဟာမျက်ရည်ကျလို့နေပါဖြစ်ခဲ့ပြီးအိမ်မရခဲ့ပါဘူးနောက်နေ့မနက်မှာချန်ကကုမ္ပဏီအစည်းအဝေးတက်ရောက်ရပါတယ်မနေ့ကတထရဲ့မသိလျော်တဲ့အပြုမှုကိုညှင်းခဲ့တာကြောင့်ဒီနေ့မှာသူ့ရဲ့ဒေါသကိုလည်းရင်ဆိုင်ခဲ့ရပါတယ်ဒီလိုနဲ့အစည်းအဝေးတွင်လူကွမ်းကချန်ကိုဒရိုက်တာရဲ့ပုံပေါ်ရေးပိတ်ချဖို့ညွှန်ကြားပါတယ်ဆက်လောက်အင်းချန်ဟာရေကိုတုပ်ပေးဖို့ဒူးထောက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဒရိုက်တာရဲ့ဇနီးရောက်လာပြီးဒီမြင်ကွင်းကိုမြင်တော့ဖောက်ပြန်နေလို့တန်တရားဝင်มาတော့တယ်တကယ်တော့ဖောက်ပြန်နေတာကတခြားမျိုးသမီးလုပ်ဖို့ခိုင်ပဲတယောက်နေပါဒါပေမဲ့ဒရိုက်တာကအမသူ့ကိုဖျားအောင်နေလို့ဆွဆွဲပါတယ်ဒါကိုကြားတဲ့ဒရိုက်တာရဲ့မိန်းမကလည်းအမကိုပြင်းထန်တဲ့စကားလုံးတွေနဲ့စော်ကားပါတယ်ဒါကချန်ကိုဒေါသအပြင်းထန်ထွက်စေပြီးလက်ပါတော့လို့ဖြစ်ပေမဲ့လူကွမ်းကတားလိုက်နေပါတယ်ချန်ကတမင်တက်ပါရဲ့တဲ့ကိုခံလိုက်ပြီးဒရိုက်တာရဲ့ကွန်ပျူတာကိုမတော်တဆပြုတ်ကြအောင်လုပ်လိုက်ပါတယ်အခွင့်အရေးကိုအရယူရင်ချန်ဟာ Vicky Game ရဲ့ဘန်နာရေးချက်လက်တွေကိုကြည့်လိုက်ပါတယ်သူမြင်တာကိုလူကွမ်းကလည်းမြင်နေတဲ့အတွက်သူတို့မရှင်ပြီးမြောက်ကိုအချက်လက်တွေအားလုံးကိုမှတ်တမ်းတင်လိုက်ပါတယ်အဲဒီနောက်ချိန်လည်းလက်ရှိချိန်ကိုပြန်ရောက်လာပါတယ်မကြခင်မှာပဲသူတို့ဟာ Vicky Game Company ဟာဘန်နာရေးလိမ်လည်မှုကြောင့်ရပ်ဆိုင်းခံလိုက်ရပြီဆိုတဲ့သတင်းကိုမြင်လိုက်ရပါတယ်ဒရိုက်တာနဲ့ဒီကိစ္စမှာဆက်ဆက်နေတဲ့သူတွေကလည်းစုံစမ်းစစ်ဆေးဖို့ဖန်ဆီးခံလိုက်ရပါတယ်ဒါကြောင့် Game Company ပိတ်သိမ်းပြီးတဲ့နောက်မှာတော့အမှလည်းလုံးလက်မဲ့ဖြစ်သွားပြီးသူ့ဘဝကအလဲပြောင်းတစ်ခုဖြစ်သွားပါတယ်ဒါပေမဲ့အသက်ရှင်ရည်တည်ရဲ့အတွက်သူမအနေနဲ့ဒါတွေကိုကြက်ကြက်ခံနိုင်မှရပါမယ်အိမ်ပြန်ရောက်မှသာသူ့အနေနဲ့တိတ်တိတ်လေးကိုကျွေးနေနိုင်ခဲ့ပါတယ်ဒီအချိန်အမှဟာစပွဲပေါ်ကကိုပြန်းလေးတွေကိုတတိထားမိလိုက်ပါတယ်ဖြစ်ချင်တော့ချန်ဟာညတုန်းကသူ့မိဘတွေကိုလွှမ်းတဲ့ကြောင်းသူမမေကိုစားပိုးလိုက်မိတာပါဒါကြောင့်ဒီမနေ့မှာသူမမိဘတွေဟာမြို့ကိုချက်ချင်းထွက်လာပြီးသူ့အတွက်အနှွေးထည်တွေစောင်းနေပါယူလာခဲ့ပါတယ်အဲ့ဒီနောက်သူမကြိုက်တဲ့ကော်ပြန်းလေးကိုကြော်ပေးခဲ့ပြီးအခုဆိုရင်တော့သူတို့ပြန်မှုပြင်နေကြပါပြီဒါကြောင့်အမှကသူတို့ကိုဖုန်းဆက်ပြီးဘာကြောင့်ဒီမှာမနေပဲချက်ချင်းပြန်လာလေလို့မေးပါတယ်သူတို့ကတော့အမှရဲ့အလုပ်ကိုနှောင့်နှေးစေမှကြောက်လို့ပြန်ဖြေပါတယ်ဒါကြောင့်အမှကသူတို့ကိုခဏဆောင်ခိုင်းပြီးဘူရာယုံကိုမိလိုက်သွားဖို့လုပ်ပြီးမဲ့လမ်းမှာလူတယောက်နဲ့တိုက်မိပါတယ်အဲ့ဒီလူကသူမပြောတာကိုကြားပြီးအလင်းလိုနေဆိုရင်သူဘူရာယုံကိုလိုက်ပို့ပြီးမယ်လို့ပြောပါတယ်နောက်တစ်ခါမှာတော့ချန်ကအမှဘာဆက်ဖြစ်မလဲသိချင်နေပေမဲ့လူကွမ်းကတော့သူစီမီချိုးပါပြီးစားပိုးခဲ့တဲ့အတွက်စူပါတယ်ဒါပေမဲ့ချန်ကတော့သူ့လောက်ရပေါ်တိတ်ပြီးကူးမဆိုင်ပါဘူးဒီအချိန်လူကွမ်းဟာမြို့ပြင်ဘက်မြစ်ထဲမှာအမျိုးသမီးတယောက်ရဲ့အလောင်းကိုတွေ့ရှိကြောင်းတရင်ကိုတွေ့လိုက်ပါတယ်အန်ဟာတိစရာကအဲ့ဒီမျိုးသမီးကအမှဖြစ်နေပြီးလောလောဆယ်စုံစမ်းစစ်ဆေးမှုအရာတော့ကိုယ့်ကိုယ်ကိုအဆုံးဆွေးမှုလို့ရဲတွေကကောက်ချက်ချထားပါတယ်နောက်တစ်ခါမှာတော့ချောင်းလင်းကသူတို့အတွက်အလုပ်တစ်ခုထည့်ရလာပါတယ်ဒါကတော့လျှို့ဝှက်ဟဲအမယ်တစ်ခုကိုရှာဖွေဖို့ပါပုံထဲကလူနှစ်ယောက်ကတော့ရွေးရှားနဲ့လင်ကျက်တို့ဖြစ်ပါတယ်သူတို့ဟာခောက်ဆွဲဆိုင်သူတို့ဖွင့်ခဲ့ကြတဲ့စီးပွားရေးလုပ်ဖို့ကင်ဘက်တွေဖြစ်ကြပါတယ်တယောက်ကချက်ပြုတ်တဲ့ဘိုင်းကိုတာဝန်ပြီးနောက်တစ်ယောက်ကတော့စီမံခန့်ခွဲတဲ့ဘိုင်းပါသူတို့လုပ်ဖို့ကင်ဘက်ဖြစ်တာ10နှစ်ကျော်ကြာပြီးဆိုင်ကလည်းအရန်ကိုနာမည်ကြီးပေမဲ့လင်ကျက်ကသူမကိုတစ္ဆာဖောက်ပြီးအတိတ်ဖွင့်ဖို့ကြံနေရလို့ရွေးရှားကပြောပါတယ်ဒါကြောင့်သူမက
ခေါက်ဆွဲထဲမှာပါတဲ့လှုပ်ဝက်ဟင်းအမဲကိုရှာဖို့သူတို့ကိုအလုပ်လာရတာပါဒီလိုနဲ့ချန်တဲ့လူကွမ်းတို့ဟာအလုပ်ရှင်ပေးလာတဲ့ပုံတွေကိုကြည့်ပြီးတဲလွန်သားရှာဖို့လုပ်ပါတယ်ဒါပေမဲ့ဘာတဲလွန်သားမှမရတဲ့ကြောင့်ဓာတ်ပုံတစ်ပုံချင်းစီဝင်ရှာဖို့လုပ်လိုက်ပါတယ်သူတို့လက်ဝါးချင်းရိုက်လိုက်ပြီးချန်ကယူရှားရဲ့ကိုယ်ထဲဝင်ရောက်လာပါတယ်အဲ့ဒီချိန်ယူရှားနဲ့လင်ကျန်းတို့ကသူတို့ဆိုင်ရှိမှာတက်ပုံရနေကြတာပါဒီနေ့ဟာသူတို့ခေါက်ဆွဲဆိုင်စားဖို့တဲ့ပထမဆုံးနေ့လည်းဖြစ်ပါတယ်လူကွမ်းကချန်ကိုရိုက်ထားတဲ့ဓာတ်ပုံတွေကစစ်ကြည့်ဖို့ပြောပေမဲ့ဘာတဲလွန်သားမှမရပါဘူးအဲ့ဒီနောက်မှာလင်ကျန်းကယူရှားအတွက်ခေါက်ဆွဲပြုတ်လုပ်ပေးနေပါတယ်ချန်ကတော့တေချာဆောင်ကြည့်နေပြီးလျှို့ဝှက်ဟင်းမဲကဘာလဲဆိုတာဖော်ထုတ်ဖို့လုပ်နေပါတယ်ကံမကောင်းစွာနဲ့လင်ကျန်းအဲ့ဒါကိုထုတ်လိုက်တဲ့ချိန်မှာပစ္စည်းပို့သမားကရောက်လာပါတယ်ချန်ကစက်ကြည့်ချင်နေပေမဲ့လူကွမ်းကနောက်ဆက်တွဲပြောင်းလဲမှုတွေမဖြစ်အောင်ပုံမှန်တိုင်းပစ္စည်းတွေကိုတောက်ယူဖို့ပြောပါတယ်ချန်ပီယံရောက်လာတဲ့အခါမှာတော့ခေါက်ဆွဲကအဆင်သင့်ဖြစ်နေပါပြီသူတို့တွေခေါက်ဆွဲတူတူစားကြပြီးကျောင်းတော်ကဖြစ်ပျက်တွေတမျိုးကအချိန်ကောင်းလေးခုကိုပိုင်ဆိုင်ခဲ့ပါတယ်ဒီဓာတ်ပုံတွေကနေတော့သူတို့လိုချင်တဲ့အဖြစ်မရခဲ့ပါဘူးဒီလိုနဲ့သူတို့နောက်ထပ်ဓာတ်ပုံတွေနဲ့ဝင်ရောက်ပြီးရှာဖို့ခဲ့ပေမဲ့လည်းလျှို့ဝှက်ဟင်းမဲကိုမရှာနိုင်ခဲ့ပါဘူးဆိုင်နာမည်စကြည့်လာတဲ့အခါမှာတရင်ထောက်တွေရောက်လာပြီးတိုက်ရိုက်ထုတ်လို့ချက်ပြခိုင်းတဲ့အခါမှာလည်းလင်ကျက်ကညှင်းဆိုခဲ့ပါတယ်သူတို့ဈေးဝယ်ဖို့ကွန်ပစ္စည်းစည်ရင်းတွေကိုရေးခိုင်းတဲ့အခါမှာလည်းဒီလျှို့ဝှက်ဟင်းမဲကမပါခဲ့ပါဘူးအဲ့ဒီချိန်လင်ကျက်ကယူရှားမွေးရမေအိမ်ကိုမပြန်တာဘယ်လောက်ကြာပြီလဲလို့မေးပါတယ်ယူရှားကတော့အလုပ်ကိစ္စကြောင့်မပြန်ဖြစ်တာနှစ်ချီနေလောက်ပြီလို့ပြောပါတယ်နောက်တစ်ခါမှာတော့ယူရှားကဆိုင်ကိုတိုးမြင့်ဖို့အတွက်ခေါက်ဆွဲပြုတ်မျိုးစုံကိုစမ်းသပ်နေတာမြင်ရပါတယ်သူမကလည်းတင်းကျပ်ဖီယာပေးနေပြီးချန်ကတော့အထဲမှာရောပြင်မှာပါခေါက်ဆွဲပြုတ်တွေပဲစားနေရလို့စိတ်ညစ်နေပါပြီလက်ရှိချိန်မှာသူတို့ရဲ့အလုပ်ရှင်ယူရှားကလည်းအချိန်ကြာနေတဲ့အတွက်စိတ်မရှိတော့ပါဘူးလင်ကျက်ဟာဒီအထူးခေါက်ဆွဲနဲ့ဆိုင်သစ်ဖွင့်မှာကိုစိုးဝင်နေပြီအဲ့ဒီအချိန်သူမဖန်တီးထားတဲ့ brand ပျက်စီးသွားမှာကိုယူရှားကမလိုလားပါဘူးဒီအချိန်လူကွမ်းကလည်းမျောလင်းချက်စတင်ပျောက်ဆုံးလာပြီမဲ့ချန်ကနောက်တစ်ခါထပ်လို့ကိုစီယုံလိုက်ပါတယ်ဒီချိန်မှာတော့ချန်ဟာလင်ကျက်ရဲ့ခန္ဓာကိုယ်ထဲရောက်နေပါတယ်ဒီပုံကလင်ကျက်ရထားခဲ့တာကြောင့်ပါသူတို့အနေနဲ့တစ်နှစ်တပုံရိုက်ဖို့စီစဉ်ထားခဲ့ကြပြီမဲ့ဒီပုံက10နှစ်ကြာပြီးမှရိုက်ဖြစ်တဲ့ဒုတိယမြောက်ပုံဖြစ်နေပါတယ်ယူရှားကလင်ကျက်ကိုထောက်မတော်ဖို့ပြောပါတယ်လင်ကျက်ကတော့ယူရှားရဲ့ထက်မြက်တဲ့စီမံခန့်ခွဲမှုအစစ်စစ်တိကျတဲ့ချက်ပြုတ်မှုနဲ့ကြီးပွားပြထုတ်ပိုးမှုတွေဟာသူမလိုဝါသနာအရချက်တဲ့သူအတွက်နေရာမရှိဘူးလို့ပြောပါတယ်ယူရှားကတော့သူမကိုလိုက်ပြောင်းလဲဖို့နဲ့ပိုတာလုံနဲ့အိမ်မက်တွေကိုအကောင့်တွေဖော်ဖို့ပြောပေမဲ့လင်ကျက်ကလွန်ခဲ့တဲ့10နှစ်ကခေါက်ဆွဲဆိုင်လေးကသာသူ့ရဲ့အကြီးမားဆုံးအိမ်မက်ဖြစ်ခဲ့ကြောင်းပြောပြပါတယ်အေဂျင့်နဲ့အဲ့ဒီဆိုင်လေးကသူတို့နှစ်ယောက်ရဲ့ကနဦးရီမိုင်းချက်လေးပါချန်ကတော့ယူရှားကသာလောဘကြောင့်သူတို့ငကိုရီမိုင်းချက်ပန်းနိုင်ကနေတွေ့ဖဲသွားမယ်သိလိုက်ပါတယ်ဒီလိုနဲ့လင်ကျက်ထွက်သွားခဲ့ပြီးယူရှားကဘယ်သွားမှလည်းမိတဲ့ခါမှာတော့အစကိုပြန်သွားပြီးအကုန်လုံးကိုဖျက်စားမယ်လို့လင်ကျက်ကဖြေခဲ့ပါတယ်ယူရှားကိုလည်းခုနကရိုက်ထားတဲ့ပုံပို့ပေးခဲ့ပါတယ်လမ်းမှာချန်ကလူကွမ်းကိုတဲလွန်စားရလာမိတဲ့ခါမှာတော့လူကွမ်းကဘာမှမထူဘူးလို့ပြောပါတယ်လူကွမ်းအနေနဲ့တပ်ပုံတွေကအချိန်ရဲ့နောက်7နာရီကြာအချိန်ကိုမြင်နေတာကြောင့်လင်ကျက်ဟာအိမ်ရောက်တာနဲ့တညလုံးဝင်နေကြောင်းပြောပြပါတယ်ချန်အိမ်ထဲကိုရှာကြည့်လိုက်တဲ့ခါမှာတော့လင်ကျက်ဆန်ကျွမ်းကိုတောထားတဲ့လက်မှတ်တွေကိုတွေ့လိုက်ပါတယ်ဒရိုင်ဘာကတော့ဆန်ကျွမ်းဟာတိတ်မကျပေမဲ့အဲ့ဒီနေရာဟာအပင်တွေပေါ်များပြီးအရန်ကိုလှပကြောင်းပြောပြပါတယ်အဲ့ဒီမှာအပင်တစ်မျိုးလည်းရှိပြီးအဲ့ပင်ကပန်းတွေဟာလှပပြီးတင်းပြန့်တဲ့ရနေရှိကြောင်းပြောပါတယ်ဒေသခံတွေကအဲ့ဒီပန်းတွေကိုအချောက်ခံပြီးအမှုန့်လောက်ကဟင်းခတ်မွေးကြံဖြစ်တုံးကြောင်းလည်းသိလိုက်ရပါတယ်လင်ကျက်ဆန်ကျွမ်းကိုသွားတာဟာအဲ့ပန်းတွေအတွက်ဖြစ်ပြီးဒါကသူတို့ရှာနေတဲ့လက်ဝက်ဟင်းအမဲဖြစ်မယ်လို့သူတို့ကောက်ချက်ချလိုက်ပါတယ်ချောင်းလင်းကဒီအကြောင်းယူရှားကိုပြောပြလိုက်တဲ့ခါမှာတော့သူမချက်ချင်းနားလိုက်ပြီးငိုပါတော့တယ်ဆန်ကတော့လက်ရှိကိုပြန်ရောက်လာပြီးသူစားခဲ့ရတဲ့ခေါက်ဆွဲရဲ့ကောင်းမွန်တဲ့ရတာအကြောင်းလူကွမ်းကိုကြွားနေပါတယ်လူကွမ်းကတော့ကြွေးမဆိုင်ပဲပစ္စည်းတွေတိန်းနေတဲ့အချိန်မှာတပ်ပုံတစ်ခုကြားလာပါတယ်ချန်ကဒါဟာလင်ကျက်ရဲ့ဖုန်းစခရင်မှာထားထားတဲ့ပုံမှန်တိလိုက်ပြီးသူတို့ကြောင်းတက်တုံးကအဆောင်မရိတ်ထားတဲ့ပုံဖြစ်မယ်လို့ပြောပြပါတယ်ပုံလေးကခေါက်ဆွဲပြုတ်အိုးကိုတွေ့တဲ့ချိန်မှာတော့ချန်ကနောက်ဆုံးတစ်ချိန်အနေနဲ့စားကျင်နေဆိုပြီးအထက်ဝင်သွားပါတယ်အဲ့ဒီချိန်တုန်းကယူရှားဟာလင်ကျက်ရဲ့ချက်ပြုတ်မှုကိုအထင်ကြီးပြီးကြောင်းမိဆိုင်ဆိုင်ဖွင့်ကြဖို့တိုက်တွန်းနေပါတယ်သူမအနေနဲ့ဆိုင်သေးသေးလေးတစ်ခုဖွင့်ကျင်ပြီးဘဝကိုပြောကြီးဖက်တန်းချင်နေပါတယ်လင်ကျက်ကလည်းလက်ခံလိုက်ပြီးသူတို့ခေါက်ဆွဲစားကန်ဒီမှာယူရှားကသူမမွေးရမီအင်္ဂါပို့လိုက်တဲ့ဒေတာရွက်ထုတ်ကုန်တစ်ခုကိုပြပါတယ်ဒါဟာပန်းအမုံတစ်မျိုးဖြစ်ပြီးဒေတာကန်လူကြီးတွေကအဲအမုံကိုအစားအစာတွေပေါ်ဖြူချရတဲ့ရက်ကြောင်းပြောပါတယ်ဒီအမုံရဲ့အရသာကလည်းလူတွေရဲ့အကောင်းဆုံးခိုက်တန့်တွေကိုပြန်တရိရစေတယ်လို့သူတို့ကမှတ်ယူထားပါတယ်ဒါတွေဖြစ်ပြီးတဲ့နောက်မှာတော့ယူရှားလည်းရှန်ကျွမ်းကိုပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီမှာလင်ကျန်းနဲ့ပြတ်ဆုံပြီးသူတို့အိမ်မက်ဖြစ်တဲ့ခေါက်ဆွဲဆိုင်သေးလေးတစ်ခုကိုဖွင့်လိုက်ကြပါတယ်ဒီအချိန်ချန်ကတော့သူတို့စီကကော်ပီလုပ်ထားတဲ့ခေါက်ဆွဲကိုလှုပ်ရှားနေပါတယ်သူ့ရဲ့အရသာကြောင့်ကိုလည်းကြွားနေပြီးလူကွမ်းကဓာတ်ပုံဆိုင်ကနေခေါက်ဆွဲဆိုင်ပြောင်းလဲလို့ကတော့သူချက်ချင်းထွက်သွားမယ်လို့ပြောပါတယ်ဒါပေမဲ့6လင်းရောက်လာပြီးအကျွေးမပေးပဲဘယ်သူမှထွက်မသွားရဘူးလို့ပြောလာပါတယ်အဲ့ဒီနောက်ခေါက်ဆွဲပကံကိုတွေးလိုက်ရတဲ့ကြောင့်တပွဲယူပြီးပြန်ထွက်သွားပါတယ်နောက်တစ်ခါမှာတော့6လင်းကမနက်ခင်းပြေးနေရင်တရင်သားထောက်နေပါတယ်လွန်ခဲ့တဲ့ရက်မြစ်ထဲကတွေ့ခဲ့တဲ့ MI ရဲ့အလောင်းဟာကိုအဆုံးစီရင်မှုလို့သတ်မှတ်ထားခဲ့ပေမဲ့လူတက်မှုလို့တန်တရားဖြစ်ပေါ်ချက်လက်တွေကိုတွေ့ကြောင်းတရင်စီရင်ခံနေတာကိုကြားလိုက်ရပါတယ်
ဒါအပြင်အမျိုးသမီးတွေကိုလည်းကိုရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာကိုပကားဝယ်ဖို့အစီရင်ခံသူကအကြံပေးနေပါတယ်ဒီအချိန်ရုတ်တရက်6လင်းခဏနားနေတော့လူတယောက်သူမစီချင်းကပ်လာပါတယ်အဲ့ဒီလူကသူမစီလက်လန်းလာပြီမဲ့လူကရောက်လာပြီးသူ့ကိုတားလိုက်ပါတယ်သူတို့နှစ်ယောက်သူ့ကိုမေးခွန်းထုတ်တဲ့ခါမှာတော့ဒီလူကသူ့ကိုယ်သူချန်ချောင်းလို့မိတ်ဆက်ပြီးဗီဒီယိုကပြင်ဆင်တယောက်ဖြစ်ကြောင်းပြောပြပါတယ်သူကအင်တာနက်ကနေတပ်ပုံနဲ့ဝင်နိုင်တဲ့သူရှိတယ်ဆိုတဲ့သတင်းကိုရတဲ့ကြောင်းဒီကိုရောက်လာကြောင်းလည်းပြောပါတယ်6လင်းကတော့အလုတ်လာ MN တီတာနဲ့ချက်ချင်းကိုမျက်နှာပြောင်းပြီးနှုတ်ဆက်လိုက်ပါတယ်အဲ့ဒီနောက်ဒီလူကသူအလင်ခံရမှာဆိုရကြောင်းနောက်ကနေလိုက်ဆုံစမ်းနေတာဖြစ်ကြောင်းပြောကတပ်ပုံကိုထုတ်ပြလာပါတယ်လူကပုံကိုချန်အားပြလိုက်ခါမှာတော့ချန်ကဒီပုံဟာလွန်ခဲ့တဲ့ရက်ကသူ့ဆိုင်ကလာထုတ်သွားတဲ့ပုံမှန်တီးလိုက်ပါတယ်အလုတ်ရောက်မိတဲ့ခါမှာတော့လူကအလုတ်ရှင်ဟာအကြောင်းတင်းစာရဲ့တပ်ပုံဆရာဖြစ်ပြီးဘတ်စကတ်ဘောအတင်းရဲ့အရန်လူလည်းဖြစ်ခဲ့ကြောင်းပြောပြပါတယ်ပုံကသူတို့နောက်ဆုံးကစားပွဲတုန်းကရဲထားတဲ့ပုံဖြစ်ပြီးသူ့ရဲ့မမေ့နိုင်တဲ့နေ့တစ်နေ့လို့လည်းအလုတ်ရှင်ချန်ချောင်းကပြောပါတယ်အဲ့ဒီနေ့မှာကစားပွဲကိုရှုံးခဲ့ပြီးသူ့ရဲ့အခြေဦးနဲ့လည်းလွဲခဲ့ရတဲ့ပြင်အဲ့ဒီညမှာသူ့အမေနဲ့ပါစကားများခဲ့ကြောင်းသူကပြောပြပါတယ်။ဒါကြောင့်သူ့ရဲ့အတိတ်ကနောင်တတွေကိုဖြေလျှော့ဖို့သူတို့ကိုစကားနဲ့ငယ်တော့ပြောပေးဖို့အလုပ်လာရတာပါ။ချောင်းလင်းကအဆင်ပြေပါမလားလို့မေးပြီးချန်ကလည်းဒီစကားတွေကအတိတ်ကိုတက်ရောက်မှုရှိနေတယ်လို့ပြောပေမဲ့လူကအဆင်ပြေကြောင်းနဲ့အနာဂတ်ကိုဘာမှပြောင်းလဲမှာမဟုတ်ကြောင်းတုံ့ပြန်ပါတယ်။ဒီလိုနဲ့ချန်လည်းတပ်ပုံတွေကအချိန်ကိုမရောက်လိုက်ပါတယ်။သူပွဲမစခင်အချိန်ကိုပြန်ရောက်သွားပြီးသူတငယ်ချင်းအတင်းကောင်းဆောင်ကအဖွဲတွေကလူတယောက်ရောက်ခိခိုင်းမိရင်သူ့ကိုအစားဝင်ဖို့ပြင်ဆင်ခိုင်းတာပါ။တဲဘက်တင်ကတော့ကျွမ်းကျင်တဲ့ကစားသမားတွေဖြစ်ပြီးအားပေးတဲ့သူတွေနဲ့ပါရောက်လာတာပါသူတို့ကဒီလိုစုတ်ချတဲ့နေရာထိရောက်လာပြီးပြန်ရတဲ့အတွက်အထင်သေးကြောင်ပြောနေကြပါတယ်ချန်ရဲ့အတင်းကောင်းဆောင်ကတော့ပွဲစားတာနဲ့တပ်ပုံကောင်းကောင်းလေးရိုက်ပေးဖို့မှာနေပါတယ်ချန်ကတော့သူ့ငကိုအမြင်အာရုံကအကောင်းလေးရှိနေရကြောင်းမျက်မှန်တက်လိုက်တဲ့အခါမှာမြင်ကွင်းကမရှင်းဖြစ်နေပါတယ်လူကသူ့အနေနဲ့ဘာမှလုပ်ရမလို့ပဲပွဲပြီးရတဲ့အအေးစေးဆောင်နေဖို့သာပြောပါတယ်ကစားပွဲစားတာနဲ့ပြပတ်တင်ကစတင်ပြီးအသာစီးယူထားပါတယ်ချန်ကတော့ဒီလိုက်ထိုင်ဆောင်ရတဲ့အတွက်ပြေးနေပြီမဲ့လူကအေးစေးနေဖို့ပြောပြီးပွဲပြီးတာနဲ့သူပြောမဲ့စကားကိုပြောလိုက်တာနဲ့သူတို့ရဲ့ပထမမရှင်းပြီးပြီလို့ပြောပါတယ်။ဒါကြောင့်ချန်ကတပ်ပုံရိုက်ဖို့ဆုံးဖြတ်လိုက်ပေမဲ့ Flash Me ကိုမပိတ်လိုက်မိပါဘူး။ဒါကခေါင်းဆောင်ကိုအယုံပြတ်သွားစေပြီးအကျိုးဆက်အနေနဲ့ပြင်မဲ့သိန်းကလူဟာသူတို့ခေါင်းဆောင်ကိုအလစ်တိုက်ပြီးဒဏ်ရာရအောင်လုပ်လိုက်ပါတယ်။ဒါကိုမြင်တဲ့ချန်ကသူ့ကြောင့်အကျိုးဆက်တွေပြောင်းလဲသွားပြီလားလို့မေးပေမဲ့လူကတော့ဘာမှမပြောင်းလဲကြောင်းပြောပါတယ်။ဒီလိုနဲ့ခေါင်းဆောင်ဒဏ်ရာရသွားတဲ့ကြောင့်ချန်ကအစားထိုးဝင်လာဖို့ဖြစ်လာခဲ့ပါတယ်။ချန်ကစားပွဲတွေကိုဝင်လာခဲ့ပြီးပြင်မဲ့သိန်းကဘောလုံးကိုကြားဖြတ်လူသွားပေမဲ့သူကပြန်ရအောင်ယူနိုင်ခဲ့ပါတယ်။အဲ့ဒီတော့သူ့ရဲ့လင်မန်နဲ့လှူရှာမှုတွေနဲ့ပြန်ဘက်တွေကိုဖျက်ကျော်ပြီးအတင်းအတွက်အမှတ်ရအောင်ယူနိုင်ခဲ့ပါတယ်။ဘတ်စကတ်ဘောကစားပွဲမှာမရှုံးဖို့ကငကိုတွေကသူ့ရဲ့ခံဝင်ချက်ဖြစ်နေပါတယ်။ဒီလိုနဲ့ပွဲစဉ်တစ်လျှောက်မှာသူကပြန်ပဲတင်းရဲ့ဘောလုံးတွေကိုကာကွယ်ပြီးကိုယ့်အတင်းအတွက်အမှတ်ရအောင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ပထမပိုင်းပြီးမှတော့ချန်ကိုအားလုံးကကြီးကျူးနေကြပြီးအတင်းကောင်းလောက်ကလည်းချန်ရှိနေတဲ့အတွက်သူတို့အနိုင်ရနိုင်တယ်လို့ယုံကြည်နေပါတယ်။ချန်ကလည်းအနိုင်ရအောင်ကစားမယ်လို့ကတိပေးဖို့လုပ်ပေမဲ့လူကတားပြီးသူ့ရဲ့မရှင်ကကစားပွဲအနိုင်ရအောင်လုပ်ဖို့မဟုတ်ကြောင်းပြောပါတယ်။ဒုတိယပိုင်းစတင်တာနဲ့ချန်ကတစ်ဖက်ကစားသမားရဲ့အကက်ကိုခံပြီးသူ့အတင်းဖော်တွေဘောလုံးပေးလို့မရအောင်လုပ်နေပါတယ်။သူဘောလုံးတွေကိုပြီးဆိုလည်းပေးနေပေမဲ့လည်းသူ့အတင်းသားတွေရဲ့စီလုံးမှုကြောင့်အမှတ်တွေကရနေသေးပါ။နောက်ဆုံးမှာသူရုတ်တရက်လဲကျဟန်ဆောင်လိုက်ပြီးအတင်းကောင်းဆောင်ကသူ့ပင်ပန်းနေပြီလို့ထင်ကအစားပြန်လဲပါတယ်။သူ့အနေနဲ့ခြေထောက်ကတရားနဲ့မို့ကစားနိုင်မှာမလားလို့ချန်ကမိပါတယ်။ဒါပေမဲ့သူ့ဘေးကဆရာကသူအခုမကစားရင်ဘယ်တော့မှကစားရမှာမဟုတ်တော့ဘူးလို့ပြောပြပါတယ်။သူတို့မျိုးကသေးတာကြောင့်ကျောင်းကရတဲ့ထောက်ပံ့ကြီးကလည်းနေပါတယ်။ဒီကစားပွဲတော်မှာအလုပ်သမားတွေပြင်ပေးထားတဲ့စက်ရုံအဟောင်းတစ်ခုပါ။ဒါပေမဲ့မကြခင်ကျောင်းကတိုးချဲ့ဖို့အစီအစဉ်ရှိတာကြောင့်ဒီအဆောက်အဦကလည်းပြသိမ်းခံရတော့မှာပါ။အတင်းကောင်းဆောင်ဖြစ်တဲ့လူဟုံမင်ကသူတို့အတင်းသာကျောင်းအတွက်အနိုင်ရအောင်ကစားနိုင်မယ်ဆိုရင်ဒီကစားပွဲကိုမဖျက်သိမ်းဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ဆရာကသူတို့ကျောင်းအနေနဲ့ဘတ်စကတ်ဘောလိုအားကစားတစ်ခုကိုထောက်ပံ့ဖို့မတတ်နိုင်ကြောင်းချန်ကိုပြောပြပါတယ်။သူတို့လိုကြေးလက်ကကျောင်းသားတွေအတွက်ဘတ်စကတ်ဘောကစိတ်ကူးရင်ပုံမြင်တတ်တယ်လို့ပါ။ဒါကိုကြားပြီးချန်ကသူလူစားဝင်ကစားမယ်လို့ဆရာကိုပြောပါတယ်။ဆရာကတော့ဘတ်စကတ်ဘောဟာမင်းတို့ဘာတိတ်ပဲရှိလေလို့ပြန်မေးပါတယ်။ချန်ကတော့အတိတ်ကဘတ်စကတ်ဘောကွင်းမှာလူကွမ်းနဲ့ဆုံခဲ့တာကိုအမှတ်ရတော့ပါတယ်။သူတို့ကစားပွဲပြီးတော့ချန်ကလူကွမ်းရဲ့စွမ်းရည်ကိုကြီးကျူးပြီးသူတို့ပါတနာတွေဖြစ်သွားပြီလို့ပြောပါတယ်။လူကွမ်းကကစားပွဲတစ်ခုတတ်တာပဲလို့ပြောတဲ့အခါမှာတော့ချန်ကမင်းကိုလှမ်းပစ်ပေးလိုက်တဲ့ဘောလုံးတစ်လုံးကမင်းပေါ်ငါ့ရဲ့ယုံကြည်မှုတွေပါတယ်။ဒီလိုဘဝမှာယုံကြည်ရတဲ့အတွက်ပဲရှိတာကဘယ်လောက်တော့တမိုးရှိလဲလို့ချန်ကပြောပြခဲ့ပါတယ်။ဒီအချိန်သူတို့တင်ကဆက်ရှုံးနေပြီးအတင်းကောင်းဆောင်ဟုံမင်ကလည်းဒဏ်ရာကြောင့်ဆက်မကစားနိုင်တော့ပါဘူး။ဒီလိုနဲ့ချန်ကစားပွဲတွေပြန်ဝင်လာပြီးလူကွမ်းကတော့သူ့ရဲ့မစ်ရှင်ကိုပြန်သိပေးနေပါတယ်။ဆက်ချင်းမှာပဲချန်ကသူ့ရဲ့ကျွမ်းကျင်တဲ့ကစားမှုနဲ့အတင်းအတွက်အမှတ်တွေပြန်ယူနိုင်ခဲ့ပါတယ်။ပြန်ဖက်ရဲ့ဘောလုံးတွေကိုလည်းကာကွယ်နိုင်ခဲ့ပြီးသူတို့အတင်းနဲ့အမှတ်ကလည်းတိတ်မကွာတော့ပါဘူး။ဒီအချိန်ချန်ကဘောလုံးကိုယူပြီးပြေးလာချိန်မှာပြန်ဖက်တယောက်ကသူ့မျက်မှန်ကိုရိုက်ချပြီးနောက်တယောက်ကနင်းချွေလိုက်ပါတယ်။တယောက်ကဟန်လုတ်တောင်းပဲပေမဲ့ချန်အတွက်တော့မလိုအပ်ပါဘူး။ကစားပွဲပြန်စပြီးဘောလုံးရတဲ့အချိန်မှာပဲချန်ကအဝေးကနေ3မှတ်တန်နဲ့ပစ်ချက်နဲ့ပြန်ဖက်တင်းနဲ့တူညီတဲ့မှတ်ကိုရအောင်လုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့စက္ကန့်20ကျော်တာကျန်တော့တဲ့အချိန်မှာပြန်ဘက်ကဘောလုံးကိုရပြီးနောက်ထပ်သွင်းနိုင်ခဲ့ပါတယ်။ဒီအချိန်လူကွမ်းကရက်လိုက်တော့ဖို့ပြောပေမဲ့ချန်ကတော့လက်မခံပါဘူး။
အတင်းသားတယောက်ပြပေးလိုက်တဲ့ဘောလုံးကိုအရယူရင်တွင်းဖို့လုပ်ပေမဲ့ရှေ့ကနေလူ၃ယောက်ကသူ့ကိုပိတ်ထားပါတယ်။သူကိုယ်တိုင်တွင်းဖို့ကလည်းမရတာကြောင့်သူ့လူတယောက်ကိုပြန်ပစ်ပေးလိုက်ပါတယ်။ဒါကြောင့်ဒီတယောက်ကလည်းပြန်ဖက်ရဲ့တားဆီးမှုမရောက်လာခင်မှာဘောလုံးကိုအဖိပစ်တင်လိုက်ပါတယ်။ဒီအချိန်အတိတ်ကစကားဝိုင်းတစ်ခုကိုပြန်ပြလာပါတယ်။ဓာတ်ပုံတွေကကဘာဟာအတိတ်ကိုကိုစားပြုတယ်လို့လူကန်းကပြောပါတယ်။ဒါကြောင့်အတိတ်မှာခြံတစ်ခုခုကိုပြောင်းလဲခဲ့မယ်ဆိုရင်အနာဂတ်ဖြစ်တဲ့လက်ရှိချိန်ကလည်းပြောင်းလဲသွားပြီးအတိတ်တစ်ခုပြန်ရေးကြလို့ဖြစ်သွားမယ်လို့ပြောပြပါတယ်။ဒါပေမဲ့ချွင်းချက်တစ်ခုတော့ရှိပါတယ်။အချိန်ရဲ့စီးဆင်းမှုတစ်လျှောက်မှာအရေးကြီးတဲ့ဆုံးမတစ်ခုရှိနေပြီးခြံလို့ဆောင်လိုက်တဲ့ပြောင်းလဲမှုကအဲ့ဒီအရေးကြီးတဲ့ဆုံးမကိုမတက်ရောက်ဘူးဆိုရင်အရာအလုံးကဘာမှပြောင်းလဲမှာမဟုတ်ကြောင်းပြောပြပါတယ်။ကစားပွဲဘက်ကိုပြန်ပြတဲ့အခါမှာတော့သူ့အတင်းသားကအနိုင်ရမယ့်အမှတ်ကိုတွင်းယူလိုက်ပြီးသူတို့အတင်းအနိုင်ရတော့ပါတယ်။ဒီနေ့ဟာအလုပ်ရှင်ခြံရှောက်ရဲ့နောက်သားနဲ့မမေ့နိုင်တဲ့ဒီနေ့ဖြစ်တာကြောင့်အချိန်မင်းရဲ့အရေးကြီးတဲ့ဆုံးမတစ်ခုလို့ခြံကကောက်ချက်ချလိုက်ပါတယ်။ဒါကြောင့်အတိတ်ကအတိတ်တစ်ပံပြန်ရေးသွားပြီလို့ထင်ပြီးကြောက်လန့်သွားကသူလူကွမ်းနဲ့တွေ့ခဲ့တဲ့အချိန်တွေကလည်းပျောက်ကွယ်သွားမယ်လို့သူထင်လိုက်ပါတယ်။သူလူကွမ်းနဲ့ဆက်သွယ်ပေမဲ့လည်းအကြောင်းမထူတာကြောင့်သူအဲကနေဆော့ဖို့လုပ်ပြီးမဲ့လူကွမ်းကအချိန်မီတောက်လိုက်နေပါတယ်။လူကွမ်းကသူအလုပ်ရှင်ပြောချင်တဲ့စကားတွေကိုရေးထားတဲ့စာရွက်တွေကိုတွန်းချနေကြောင်းပြောပြီးအခုလိုလုပ်ရက်တွေလုပ်ပြီးမှကြောက်လန့်နေတဲ့ခြံကိုဆိုပါတယ်။ခြံကသူ့ကိုတမင်သက်သက်6လက်နေလို့ပြောပေမဲ့လူကွမ်းကခြံကြောက်ဆုံးမတစ်ခုဟာတကယ်ပြောင်းလဲသွားကြောင်းပြန်ပြောပါတယ်။ဒါပေမဲ့နောက်ဆုံးရလက်ကတော့မပြောင်းသေးပါဘူး။ခြံကဘာကြောင့်နေမေးပေမဲ့လူကွမ်းကပြန်မဖြစ်ပါဘူး။ဒီအချိန်ဆရာလည်းရောက်လာပြီးသူ့ကင်မရာလာပေးပါတယ်။ခြံကသူတို့အတင်းနိုင်တဲ့အတွက်ဒီကစားကွင်းကိုထိန်းသိမ်းနိုင်ပြီလားလို့ဆရာကိုမေးလိုက်ပါတယ်။ဒါပေမဲ့ဆရာကတော့သူတို့နန်းနေရှုံးကျောင်းကဒီကစားကွင်းကိုဖျက်ချဖို့စီစဉ်ပြီးသားလို့ပြောပြပါတယ်။ဆရာကသူ့အတင်းဖော်တွေကိုပါတခါတည်းပြောဖို့လုပ်ပေမဲ့သူတို့ပြောနေတာကိုမြင်ပြီးခြံကတားလိုက်ပါတယ်။အဲ့ဒီနောက်သူတို့ကိုတပ်ပုံရိုက်ပေးလိုက်ပြီးဟုံမင်ကိုစပိန်နဲ့အိမ်လိုက်ပို့ပါတယ်။လမ်းမလူကွန်းကခြံကိုအလုပ်ရှင်ပြောချင်တဲ့စကားတွေပြောခိုင်းပါတယ်။တွန်းနေလမ်းမှာဟုံမင်ရဲ့ဝမ်းကွဲညီမနဲ့တွေ့ပါတယ်။သူမကဟုံမင်စာမလုပ်ပဲဘတ်စကတ်ဘောကစားတဲ့အတွက်ဆုနေပါတယ်။လူကွန်းကတော့သူမဟာအလုပ်ရှင်ရဲ့ချစ်ဦးဖြစ်ပြီးဒါဟာသူတို့ရဲ့ဒုတိယမရှင်ဖြစ်ကြောင်းပြောပါတယ်။အဲ့ဒီနောက်ဟုံမင်ကသူတို့ကိုတပ်ပုံရိုက်ပေးဖို့ခြံကိုပြောပြီးခြံနဲ့သူ့ညီမလူမန်ကိုလည်းသူကပြန်ရိုက်ပေးလိုက်ပါတယ်။အိမ်ရောက်တော့ဟုံမင်ကခြံကိုလိုက်ဖို့လူမန်ကိုပြောပါတယ်။လမ်းမလူမန်ကသူမဖေဟာသူ့အကိုနဲ့အတူမြို့မှာကြောင်းတော့တတ်ခိုင်းတဲ့အကြောင်းခြံကိုပြောပြလာပါတယ်။ဒါကြောင့်ခြံကလည်းအလုပ်ရှင်ခြံချောင်းပြောချင်တဲ့စကားတွေကိုပြောပြလိုက်ပါတယ်။အဲ့ဒီနောက်သူတို့ညဂရိတစ်ခုပြုလိုက်ကြပါတယ်။ဒီအချိန်လူကွန်းကတော့တခုခုကိုတွေးပူနေတဲ့ပုံမှာခြံအိမ်ပြန်ရောက်လာတဲ့အခါမှာတော့ဘတ်စကတ်ဘောဆော့ပြီးလက်မှန်မှာပြန်ပါမလာတဲ့အတွက်သူ့အမေကဆူပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်ညစာစားကြပါတယ်။ခြံကတော့ဟင်းတွေအများကြီးချက်ထားလို့ပြောပေမဲ့သူ့အဖေဘယ်ချိန်ပြန်လာမလဲမသိတာကြောင့်လို့သူ့အမေကပြန်ပြောပါတယ်။သူစားနေတော့သူ့အမေနဲ့စကားများရအောင်မဲ့ကြောင်းလူကွန်းကပြောလာပါတယ်။ဒါကြောင့်သူ့တငယ်ချင်းမျိုးကိုကြောင်းတော့တတ်မဲ့ကြောင်းပြောပြီးသူ့ဘာသွားတတ်ချင်တဲ့ကြောင်းသူ့အမေကိုပြောပါတယ်။ခြံရဲ့အမေကစကားလဲကြောင်းလွဲဖို့လုပ်ပေမဲ့ခြံကဆက်ပြောလာတဲ့ကြောင်းတာမီမြောက်စကားမှတ်ကြပါတယ်။သူ့ဖခင်အပြင်သူကမှမျိုးကိုတောက်ဖို့ပဲလုပ်နေပြီးသူမကိုထားခဲ့ဖို့ကြင်နေရကြောင်းသူမကစိတ်ဆိုးနေရပါ။သူ့အဖေဆိုရင်လည်းတည်င်းတောက်တယောက်အနေနဲ့ရှောက်သွားနေပြီးသူဘယ်မှမသိကြလို့အသက်ရှင်သေးလားမလဲမသိဘာတည်းမှမချရပါဘူး။နှစ်တွေကြာကြီးတခြားလူတွေကိုသာတပ်ပုံလိုက်ရိုက်နေပေမဲ့သူတို့မိသားစုတပ်ပုံတစ်ကိုတော့ဘယ်တော့မှမမြင်ဖြစ်ခဲ့ပါဘူး။အခုသူသွားမယ်ဆိုရင်လည်းကြောင်းတက်ပြီးတခါတည်းအမှအခြေချမှာကြောင်းသူမတယောက်နဲ့ကြံခဲ့မှာကိုစိုးရိမ်နေတာပါ။ဒါကြောင့်ခြံကဆက်ပြီးသူမကိုနာကျင်အောင်စကားမများကျင်တော့ကြောင်းလူကွန်းကိုပြောလာပါတယ်။လူကွန်းကလည်းလက်ခံလိုက်ပြီးအလုပ်ရှင်ပြောချင်တဲ့စကားပဲပြောတော့ဖို့သဘောတူလိုက်ပါတယ်။ဒီတော့နောက်ဆက်တွဲကြိုးစားကိုခြံစိုးရင်မိပေမဲ့လူကွန်းကဘာမှပြောင်းလဲမှာမဟုတ်ကြောင်းပြန်ပြောပါတယ်။ဒါကြောင့်ခြံလည်းအလုပ်ရှင်ပြောချင်တဲ့စကားတွေပြောလိုက်ပြီးဒါကသူ့အမေကိုပြုံးရင်သွားစီပါတယ်။ဒီအချိန်ခြံကဒီမစ်ရှင်ဟာတခုခုမူမမှန်တာကိုတတိထားမိလိုက်ပါတယ်။လူကွန်းကအလုပ်ရှင်ပြောချင်တဲ့စကားတွေပြောပြီးပြီဖြစ်တာကြောင့်သူတို့အလုပ်ပြီးပြီလို့သာပြန်ပြောပါတယ်။ခြံကတော့နောက်ဆုံးအနေနဲ့ညစာဝါစားပြီးမှပြန်ဖို့ပြင်လိုက်ပါတယ်။သူစားပြီးတဲ့အချိန်မှာတော့သူ့အမေကခေါက်ဆဲစားဖို့ကြံသေးကြောင်းပြောပြီးလာပေးပါတယ်။ခြံကမစားနိုင်တော့ကြောင်းပြောပေမဲ့မေလ12ရက်နေ့ဖြစ်တဲ့ဒီနေ့ဟာသူ့အဖေရဲ့မွေးနေ့လို့သူမကသတိပေးပါတယ်။ဒါကိုကြားတော့ခြံဟာအခုဘယ်နှခုနှစ်လဲလို့ပြန်မေးပါတယ်။ခုနှစ်တောင်မေ့နေလို့သူ့အမေကဆိုပေမဲ့2008ခုနှစ်လို့ပြောပြလာတဲ့ခါမှာတော့ခြံတုံးလို့တော့ပါတယ်။အတိတ်ကိုပြန်ပြပြီး6လင်းငယ်ဘွားတုန်းကမနေ့စောစီးချိန်မှာခြံသူမရင်ရောက်လာပါတယ်။ညတော့ကကြီးစားငလင်လောက်ခဲ့မှုဖြစ်ပွားခဲ့ပြီးလူများစွာအသက်ဆုံးရှုံးခဲ့ကြောင်းသတင်းကိုတွေ့လိုက်ကြောင်းခြံကပြောပါတယ်။သူမိဘတွေကအဲ့ဒီမှာရှိနေမှာကိုသူစိုးရိမ်နေပြီးသူတို့ပြန်မလာတော့မှာကိုသူကြောက်လန့်နေတာပါ။6လင်းကတော့သူ့ကိုနှစ်သိမ့်ပြီးသူတို့ပြန်လာမှာပဲလို့အားပေးစကားပြောခဲ့ပါတယ်။ဒီအချိန်ခြံကတော့အလွန်ကိုတုန်လှုပ်နေပြီးသူ့အမေရဲ့ပြောစကားတွေကိုလည်းမတုံ့ပြန်နိုင်ခဲ့ပါဘူး။လူကွန်းကသူ့ကိုတပုတ်တွေကတွက်ခဲ့ဖို့ပြောပေမဲ့ခြံကတော့သူနားလေသွားပြီလို့ပြန်ပြောပါတယ်။ဘာကြောင့်လဲဆိုတော့သူဘလောက်ပဲစူးစမ်းတွေကိုပြောင်းအောင်လုပ်လို့နောက်ဆုံးရတဲ့အနေနဲ့သူတို့အားလုံးတည်ကြည်ပျက်စီးကြမှာမဟုတ်ပါ။ရှေ့မှာပြောခဲ့တဲ့အတိုင်းအကျိုးဆက်တွေဘလောက်ပဲပြောင်းအောင်လုပ်လို့အရေးကြီးတဲ့ဆုံးမကိုမတက်ရောက်ရင်တော့နောက်ဆုံးရတဲ့ကအတူတူပဲဖြစ်ပါတယ်။အရင်တိုင်းအားလုံးကဒီညမှာပြတ်ကွယ်သွားကြမှာပါ။ဒါကြောင့်ခြံကသူ့အမေကိုအိမ်မှာနေဖို့ပြောပြီးပြေးထွက်လာခဲ့ပါတယ်။သူစပိန်နဲ့ရွာရဲသွားဖို့လုပ်ပေမဲ့လူကွန်းကသူ့ကိုတားပါတယ်။ဒါဟာအတိတ်ကပိုင်းစားတစ်ခုဖြစ်ပြီးသူတို့အားလုံးကတည်ပြီးဖြစ်တာကြောင့်သူကယ်လို့မရကြောင်းပြောပါတယ်။ပြီးတော့တေချင်းတရားကသူတို့လွန်ဆန်လို့မရတဲ့အမှတ်တစ်ခုဖြစ်တယ်လို့ပြောပါတယ်။သူဘလောက်ပဲကြိုးစားသူတို့ကံကြမ္မာကိုပြောင်းလို့မရကြောင်းလည်းပြောပါတယ်။
သူအဲ့လိုလုပ်မယ်ဆိုရင်ရတဲ့အနေနဲ့အခုရှိနေတဲ့သူတို့ဘဝတွေပါပြောက်ကွယ်သွားနိုင်ရလို့ထောက်ပြပါတယ်သူ့အမေလည်းရောက်လာပြီးအကြောင်းရင်းကိုမသိပေမဲ့သူ့ရဲ့တုံ့လုံးနေတဲ့ပုံကိုမြင်တော့ရွေးထွေးမှုတွေပြသပါတယ်လူကန်းကလည်းဆက်သားပေမဲ့ချန်ကတော့ဟိုမင်တို့ကိုတွားပြောပြဖို့ထွက်ခွာသွားပါတယ်ဟိုမင်လည်းဘတ်စကတ်ဘောကစားလို့သူ့အမေဆိုတာခံနေရပါတယ်ဒီချိန်ချန်ရောက်လာတာကိုမြင်တော့ဘာပြန်လာလို့တာလဲလို့သူကမေးပါတယ်ချန်ကတော့သူ့ကိုထွက်သွားဖို့ပြောနေပြီးဟိုမင်ကသူ့ခြေထောက်တင်ရနဲ့ဘဲကိုထွက်သွားနိုင်မှလဲလို့မေးပါတယ်ဟိုမင်ရဲ့မေလည်းရောက်လာပြီးသူတို့ကိုထွက်သွားဖို့ချန်ကထပ်ပြောနေတော့သူတို့နားမလည်ဖြစ်နေပါတယ်အကြောင်းရင်းကိုမေးပေမဲ့လည်းချန်ကဟျူမန်ကိုခေါ်ပြီးမျိုးကနေထွက်သွားဖို့ဟိုမင်ကိုပြောပါတယ်ဒါကိုဟိုမင်ကသူတို့ဘတ်စကတ်ဘောပွဲကြောင့်ထွက်သွားရမယ့်အကြောင်းပြောတာလို့ထင်သွားပါတယ်ချန်ကစိတ်မရှိတော့ပဲကစားကွင်းကဖျက်သိမ်းတော့မယ့်အကြောင်းပြောလာတဲ့ခါမှာတော့သူတို့နှစ်ယောက်စကားများကြပါတယ်ဒါကိုဟျူမန်ကဝင်သားပြီးချန်မှာအကြောင်းပြချက်ရှိလို့ပြောတာဖြစ်မယ်လို့ထောက်ပြပါတယ်နောက်ဆုံးမှချန်ကလည်းဒီည7 နာရီခွဲမှာငလေးလုံးမဲ့အကြောင်းပြောလာပါတယ်ဟျူမန်ကလည်းမျိုးကသူ့အဖေနဲ့ဆက်သွယ်ပြီးဒီကနေချက်ချင်းထွက်သွားဖို့ပြောလိုက်ပါတယ်ဖခင်နဲ့ပြည်ထနာတက်ထားတဲ့သူ့အမေကဒါကိုကြတော့သူ့အဖေနဲ့လျှို့ဝှက်ဆက်သွယ်နေတယ်ဆိုပြီးဟျူမန်ကိုစူပါတော့တယ်ဒီလိုနဲ့တာမီတော့ရစကားများနေကြပြီးဘေးကချန်ကတော့ဘာလို့ရမှမသိဖြစ်နေပါတယ်လူကန်းကချန်ရဲ့စကားတွေဟာလူတွေကိုပို့ပြီးမတိမငြိမ်ဖြစ်စေတယ်လို့ပြောပါတယ်ဒါကသူ့အနေနဲ့တက်ကင်းဆိုင်နေတဲ့သူတွေကိုမကယ်နိုင်ပဲမသက်ဆိုင်တဲ့သူတွေကိုပါပို့သေးစေလိမ့်မယ်လို့ပြောပြပါတယ်ငလင်သတင်းကိုကြတော့အင်းကြီးချင်းတွေပါဆူဝေးလာပါတယ်ဒီနေ့ရာသီဥတုကအရန်ပူနေပြီးခွေးတွေကလည်းတဏီကိုဟောင်းနေတဲ့အကြောင်းမူမမှန်မှုတွေကိုသူတို့ကပြောနေကြပါတယ်အဲ့ဒီနောက်ချန်ကိုငလင်သတင်းအကြောင်းမေးခွန်းထုတ်လာကြပါတယ်ချန်အနေနဲ့ပိုလို့တောင်စိတ်မတည်မငြိမ်ဖြစ်လာပြီးသတင်းကမဂဇင်းတစ်ခုကနေလို့ပြောကပြစ်ထွက်လာပါတယ်ဒါကိုကြတော့သူပြောတဲ့သတင်းကိုဘယ်သူမှမယုံကြပါဘူးလမ်းမချန်ကသူတို့ကိုကယ်ကျင်ပေမဲ့မကယ်နိုင်တဲ့အတွက်စိတ်တကြနေပါတယ်ဒါကြောင့်အ ਨੇ ဆုံးသူ့အမေကိုတော့ကယ်ကျင်တဲ့ကြောင်ပြောလာတဲ့အခါမှာတော့လူကန်ကသဘောတူပေးလိုက်ပါတယ်အိမ်ပြောက်တော့ချန်ကငလင်ကြောင်သူ့အမေကိုပြောပြပါတယ်တမျိုးလုံးကလည်းဒီကြောင်ပြောနေကြောင်သူကပြောပြတော့သူ့အမေကလည်းအထုပ်ဘိုးတွေပြင်ဖို့လုပ်ပါတယ်ငလင်ကမြေပြိုမှုတွေဖြစ်စေပြီးမြို့ကိုပါရည်ကြီးစေခဲ့တဲ့လို့လူကန်ကပြောပြပါတယ်ဒါကြောင့်ထွက်ပြေးတာကပိုးအန်းနေများကြောင်းလည်းသူတို့အလုံးရှင်ချက်ချောင်းဟာထမင်းစားကန်းထဲမှာအသက်ရှင်လွတ်မြောက်ခဲ့ကြောင်းသူထပ်ပြောပြပါတယ်ဟိုမင်ကလည်းချက်ချောင်းပြောသူတို့ဒီညတကယ်ငလင်ထုတ်နိုင်လောက်လားလို့လူမန်ကိုမေးပါတယ်ဒီချိန်ငလင်ထုတ်ဖို့9 မိနစ်သာကျန်တော့ပြီးချန်တို့သားမိကထမင်းစားကန်းကစပွဲကုံအောင်မှာရောက်နေပါပြီဒီလိုနဲ့သူတို့စောင့်နေရင်ရုပ်ရည်ချန်ရဲ့မိကပစ္စည်းတစ်ခုကျန်လို့တွားယူမယ်လို့တော့ချန်ကသူတွားယူပေးမယ်လို့ပြောပါတယ်နောက်ဆုံးည7 နာရီခွဲချိန်ကိုရောက်လာပြီးငလင်ကလည်းစတင်လာပါတယ်အိမ်လေးကသူ့အမေတော်တန်ကိုကြားတော့ကျုံမှန်ပြေးဝင်သွားတဲ့ချိန်မှာဟိုမင်လည်းလိုက်ဝင်သွားပါတယ်ဒီပြင်းအားဆင်းရှိတဲ့ငလင်က2008ခုနှစ်မှာတကယ်ဖြစ်ပေါ်ခဲ့တာပါချက်ချောင်းပြန်တတိရလာတဲ့ခါမှာတော့သူ့အမေကအပေါ်ကနေသူ့ကိုကာပေးခဲ့ပါတယ်ချန်ကိုစင်ပြေးလာမိပေမဲ့သူမတန်ကတော့အလွန်ကိုအားနေနေတဲ့တန်နေပါချန်ကတော့လုံဝကိုကြည်ကွဲနေပေမဲ့သူ့အမေကနှစ်သိမ့်ပေးနေပါတယ်မိခင်ကချန်ရဲ့လက်ကိုဆုပ်ကိုင်လာပြီးသူမဟာအတုံးမကျတဲ့မိခင်တယောက်လိုကိုပြောပါတယ်သူမအနေနဲ့ဒေါသကြီးပြီးသူတို့တောက်ဖားညောက်ကြိုက်တဲ့ဟင်းနေငယ်လောက်ပဲချက်နိုင်ပါတယ်သူမဟာပညာရေးမကောင်းတာကြောင့်ချန်ကိုလည်းစာရီကူမလုပ်ပေးနိုင်ခဲ့ပါဘူးသူမလုံနိုင်တာကသူမနှစ်သက်ဆုံးလူမျိုးကိုသူတို့လှုပ်ချင်တာလုံနိုင်အောင်ထောက်ပံ့ပေးရုံပဲတတ်နိုင်ခဲ့ပါတယ်ဒါကြောင့်ချန်ကိုဘတ်စကတ်ဘောကစားခြင်းကစားပြီးမြို့မှာပညာသင်ခြင်းနဲ့ဆိုရင်လည်းတွားတင်လို့ပြောပါတယ်အရင်ကသူမအနေနဲ့သူထွက်သွားမယ်ဆိုတဲ့အတွေးကိုလက်မခံနိုင်ခဲ့တာကြောင့်သူမရဲ့တကူဝေါ်ဆံမှုကိုလည်းခွင့်လွှတ်ပေးဖို့ပြောပါတယ်သူမမျက်လုံးမိတ်လိုက်တိုင်းလည်းချန်ရဲ့ငယ်ဘွားပုံရိပ်ကိုသာမြင်နေရတယ်လို့ပြောလာပါတယ်ချန်ကငိုကြွေးနေတဲ့အချိန်မှာသူမကသူငယ်စဉ်ခါကဆိုပြတဲ့တာချိုတီနဲ့နှစ်သိမ့်ပေးပါတယ်ဒီလိုနဲ့သူငယ်စဉ်ကပုံရိပ်တွေပြမြင်အောင်ရင်သူမကဒီလောကကနေပြီးပိုင်ထွက်သွားခဲ့ပါတယ်ချန်ကတော့အဟိန်ကိုကြွေးရုံသာတက်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာချန်ရဲ့တန်ကိုကြားတဲ့ကေကျေယူတွေရောက်လာပြီးသူ့ကိုကယ်ထုတ်နိုင်ခဲ့ပါတယ်ဒီအချိန်သူ့ဖခင်လည်းပြန်ရောက်နေပြီးချန်ကသူ့အမေကိုကယ်ပေးဖို့အဟိန်နေပေမဲ့ဒါကမဖြစ်နိုင်တော့တာအလုံးသိပါတယ်ချန်လက်ရှိကိုပြန်ရောက်လာတဲ့ခါမှာတော့သူမကိုကယ်ပေးမယ်ဆိုပြီးဘာကြောင့်သူ့ကိုလိန်ခဲ့တာလဲလို့လူကန်းကိုမေးပါတယ်လူကန်းကတော့အရာအလုံးပုံမှန်အတိုင်းပဲဖြစ်အောင်လို့ပြောတဲ့အခါမှာချန်ကသူ့ကိုထိုးလိုက်ပါတယ်လူကန်းကဘာမှမဖြစ်တယ်လို့ချန်ကိုပြန်နှိမ့်သိမ့်မိပြီးချန်ကသူတို့ကိုမကယ်နိုင်မှတော့သူတို့သွားပြောတဲ့စကားတွေကဘာရည်ရွယ်ချက်လဲလို့မေးခွန်းထုတ်ပါတယ်လူကန်းကတော့သူတို့အသိကိုမပြောင်းနိုင်တာကြောင့်အရှိကိုအရှိတိုင်းပဲထားဖို့ပြန်ပြောပါတယ်တစ်ဖက်မှာချန်ချောင်းတို့တာဖာကတော့သူမိခင်ရဲ့အုပ်ရှိကိုရောက်နေပါတယ်ချန်ချောင်းရဲ့ဖေကပစ္စည်းတစ်ခုယူလာပြီးဒါကတော့ကင်မရာတစ်လုံးဖြစ်နေပါတယ်ဒီကင်မရာဟာငလင်ဖြစ်ခဲ့တဲ့ညကချန်ရဲ့မိသွားယူဖို့လုပ်ခဲ့တဲ့ဟာပါအဲဒီနောက်ချန်ချောင်းကချန်တို့ဆိုင်ရောက်လာပြီးကင်မရာကနေတပ်ပုံတွေကိုလာထုတ်ပါတယ်ဒါကတော့ချန်တို့အလုပ်ကိုလက်မခံရင်ရှေ့အနေငယ်ကပါသူအသင်းကောင်းဆောင်ကိုပြောခဲ့တဲ့စကားတွေကလည်းသူတို့ကိုလမ်းနေကြောင်းဖြစ်ပါတယ်သူကြီးလာတဲ့အခါမှာကစားကွင်းထဲကိုဝင်နိုင်သေးပေမဲ့အတန်းပြေးလို့အခွက်လိုက်လျှောက်သွားတာတွေကစားကွင်းနဲ့သူ့ရဲ့ဘောလုံးစကေးပေါ်ပြစ်တင်တာတွေပြင်သူ့ကိုဘောလုံးပေးမဲ့အတန်းပေါ်တွေမရှိတော့တဲ့ခါမှာကစားကွင်းကလည်းအရင်လိုစိတ်လိုရှာပြီးဆွဲဆောင်မှုမရှိတော့ကြောင်းပြောခဲ့ပါတယ်ဒါကြောင့်အခုလိုမှတ်တရတွေပြေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းလည်းပြောခဲ့ပါတယ်ကျုံမန်ကိုလည်းသူမမြို့မှာကြောင်းတော်တက်မဲ့ကြောင်းကြားတော့ကသူမအတွက်ဝမ်းသာကြောင်းပြောပါတယ်သူလည်းသူမနဲ့ပြန်ဆုံဖို့မြို့ကိုအရောက်လာခဲ့မဲ့ကြောင်းပြောပြီးသူတို့နှစ်ယောက်သာကြိပေးခဲ့ပါတယ်သူမိခင်ကလည်းသူ့အဖေအတွက်သူမပတ်စံဆိုပြီးဝယ်ပေးခဲ့တဲ့ပထမဆုံးကင်မရာကိုချန်ချောင်းဝပေးခဲ့ပါတယ်
ချန်ချောင်းကသူ့အမေဒီလောက်ကိုမုန်းနေလို့ထင်ခဲ့ပေမဲ့သူမကသူ့ကိုတက်ပုံရိုက်ပေးဖို့ပဲပြောခဲ့ပါတယ်လက်ရှိချိန်မှာတော့ချန်နဲ့လူကန်တို့ပြဿနာတက်ပြီးအလုခဏနာဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကိုကြားတဲ့ချောင်းလင်းကတော့သူတို့အဆင်ပြေမှလည်းပြန်လို့ကိုပြောခဲ့ပါတယ်ဒီချိန်လူတယောက်ရောက်လာပြီးတက်ပုံလေးဝင်နေတဲ့သူရှိလားလို့မေးလာပါတယ်ချောင်းလင်းကတော့မရှိကြောင်ပြောပေမဲ့ဒီလူကသူ့နာမည်ရှောင်းလီလို့ပြောပြီးရဲတယောက်ဖြစ်ကြောင်းမိတ်ဆက်လာပါတယ်နောက်တစ်ခါမှာတော့ချန်တို့ဆိုင်ဟာအလုထူးထည့်ရလာပါတယ်ဒါကတော့လျှို့စစ်ဝန်လို့ခေါ်တဲ့လူတယောက်လာတဲ့လက်ထက်ပွဲအတွက်တိုင်းပညာရှင်ပြန်ရမယ်လို့ပါအတိတ်မှာတော့ကလျှို့စစ်ဝန်ဟာလူမိုက်တစုရဲ့အနိုင်ကျင့်တာကိုခံခဲ့ရပေမဲ့ကံကောင်းစွာနဲ့အိုးရန်လို့ခေါ်တဲ့မိန်းကလေးကသူတို့ကိုမောင်းထုတ်ပေးခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးလျှို့စစ်ဝန်ကသူမကိုချစ်မိသွားပြီးသူတို့နှစ်ဦးရဲ့အချစ်ခီးလမ်းကိုစတင်ခဲ့ပါတယ်ဒါပေမဲ့အိုးရန်ကတိုင်းပညာရှင်မိသားစုကစဉ်သက်လာလို့ဖြစ်ပြီးသူမဖေနာမည်ကရှုံးပွဲမရှိအိုးရန်ပါသူ့မှာစီးမြစ်တစ်ခုရှိပြီးဒါကတော့သူ့သမီးကိုလက်ထက်မဲ့သူဟာသူ့ကိုအရင်အနိုင်ယူရမယ်ဆိုတာပါဒါကြောင့်လျှို့စစ်ဝန်ဟာရှုံးပွဲမရှိအိုးရန်ကိုအနိုင်ရဖို့သူ့ရဲ့စိန်ခေါ်မှုခရီးစဉ်ကိုစတင်ခဲ့ပါတယ်အိုးရန်ရဲ့တိုင်းကြောင်းဟာမြေမမဆောက်တဲ့တောင်ပေါ်မှာရှိပြီးအဲ့ဒီကိုတွားရတာမလွယ်လောက်ပါဘူးတန်တရားမရှိစွာနဲ့လျှို့စစ်ဝန်ဟာရှုံးပွဲမရှိအိုးရန်ကိုအရှုံးပေးခဲ့ရပါတယ်သူ့အတွက်ပိုပြီးစိတ်ပြတ်ဖို့ကောင်းတာကရှုံးပွဲမရှိအိုးရန်စီမှာဖောက်ထွင်းဖြိုဖျက်လို့မရနိုင်တဲ့ပြန်ဘက်ကင်တိုက်ပညာတစ်ခုရှိနေပါတယ်ချန်တို့ရဲ့မရှင်ကတော့ဒီတိုင်းပညာရဲ့အားနည်းချက်ကိုရှာဖွေဖို့ပါဒီလိုနဲ့ချန်ဓာတ်ပုံနဲ့ဝင်ပြီးသူ့ရဲ့မရှင်ကိုစလုပ်ပါတယ်မမျောနေပဲတောင်ပေါ်ကိုတက်တာကမယုံနိုင်တော့အောင်ကိုခက်ခဲ့ပြီးသူပထမအကြိမ်စတဲ့တုန်းကဆိုရင်ပင်ပန်းလို့တတိပါမေးတော်ခဲ့ပါတယ်ဒါပေမဲ့ဒီစိန်ခေါ်မှုတွေကလူစစ်ဝန်ရဲ့စိတ်ဓာတ်ကိုလုံးဝမကျဆင်းစေခဲ့ပါဘူးနှစ်စဉ်နှစ်တိုင်းလူစစ်ဝန်ဟာစိန်ခေါ်ဖို့ခွင့်ရတစ်ခုရပါတယ်ဒါပေမဲ့သူ့မှာပြန်ဘက်တွေလည်းရှိပါတယ်အိုးရန်ရဲ့တိုင်းပညာတင်အကိုကြီးကလည်းသူ့မကိုကြိုက်နေတဲ့အတွက်သူ့အဖေနဲ့တိုင်းပညာရှင်ကိုတောင်းဆိုခဲ့ပူပါတယ်ဒီအချိန်မှာချန်ကချောင်းလင်းပြောခဲ့တဲ့သူ့မှာအခွင့်အရေးသိမ့်မကြံတော့ဘူးဆိုတဲ့စကားကိုတတိယသွားပါတယ်လူကွန်းကလည်းတပ်ပုံနဲ့ဝင်တာကတပုံကိုတစ်ခါပဲလုပ်လို့ရတဲ့ကြောင်းဒါဟာနောက်ဆုံးခွင့်ရပဲလို့ပြောပါတယ်ဒီလိုနဲ့သူအချိန်ကြာမြင့်စွာကြိုးစားတတ်ပြီးနောက်မှာတော့တောင်ပေါ်ကိုရောက်လာခဲ့ပါတယ်အဲဒီနောက်ချန်ကအိုးရန်ရဲ့အဖေကိုတိုက်ပွဲအတွက်ဆင်ခေါ်ပါတယ်ဒီလိုနဲ့တိုက်ပွဲစတင်ပြီးအိုးရန်ရဲ့အဖေကလူစစ်ဝန်ကိုမကြိုက်တဲ့အတွက်သူ့ကိုပြင်းထန်တိုက်ခိုက်ပါတယ်အစပိုင်းမှာချန်ဟာလူကွန်းရဲ့ညွှန်ကြားချက်တွေတောင်းလိုက်ပြီးသူ့ရဲ့တိုက်ပွဲတွေကိုရှောင်ရှားနိုင်ခဲ့ပါတယ်ဒါပေမဲ့အိုးရန်ရဲ့အဖေကသူ့ရဲ့လျှို့ဝှက်နီးစနစ်ကိုစတုံးလာတဲ့အခါမှာတော့ချန်အနေနဲ့ဘာမှတော့မလုပ်နိုင်လိုက်ပါဘူးသူအထိုးမခံရခင်မှာချန်ကအလင်းနဲ့တစ်ခုသာမြင်လိုက်ရပါတယ်အိုးရန်ရဲ့စီနီယာကိုကြီးကလည်းဒါကိုကြည့်ရင်သူ့တုန်းကလည်းဒီလိုဖြစ်ခဲ့ကြောင်းတွေးနေပါတယ်မကြခင်မှာပဲချန်ဟာတန်ရာတွေနဲ့ပြည့်နေပါပြီချန်ကတော့တန်ရာတွေကပြင်းထန်တာကြောင့်သူထတော်မြတ်နိုင်တော့ဘူးလို့တွေးနေပါတယ်ဒါပေမဲ့လူကန်ကတော့သူမြင်တာတွေကအတိတ်မှာဖြစ်ခဲ့တဲ့အရာတွေဖြစ်ပြီးဒီလောက်နဲ့မပြီးသေးကြောင်းပြောပါတယ်ချန်ကတော့မျက်လုံးတော်ဖွင့်ဖို့အနိုင်နိုင်ပြည့်နေတဲ့အချိန်မှာငယ်စဉ်ကအိုးရန်သူ့ကိုကာကွယ်ပေးခဲ့တဲ့ပုံရိပ်တွေကိုမြင်အောင်လာပါတယ်အဲ့ဒီနောက်ဘယ်ကမှမသိတဲ့ခွန်အားတွေနဲ့သူထားရနိုင်လာပြီးတိုက်ပွဲကိုပြန်စားဖို့ပြင်ပါတယ်အိုးရန်ကတော့သူ့အဖေကိုရက်လိုက်တော့ဖို့ပြောပြီးဒီနည်းတိုင်းဆက်လုပ်နေမယ်ဆိုရင်သူမဘယ်တော့မှလက်ထက်ရမှာမဟုတ်ကြောင်းလည်းပြောပါတယ်ဒါပေမဲ့သူမစကားကိုသူကလစ်လူရှူတာပါတယ်ချန်ကတော့ပြန်တိုက်ဖို့ပြေးဝင်လာပြီးအကွန်တိုက်ဖို့လုပ်ပါတယ်လက်ရှိကိုပြန်ရောက်တော့ချောင်းလင်းကသူတို့ကိုအချင်းနေဘလို့ရှိလဲလို့မေးပါတယ်ကံမကောင်းစွာနဲ့သူတို့ကဒီတိုက်ကွက်ရဲ့ဟာကွက်ကိုမချနိုင်ခဲ့ပါဘူးချောင်းလင်းကလည်းမရရင်အရန်ဖိရမပေးဘူးပြောတော့ချန်ကဒီမရှင်ဘယ်ကရတာလေလို့သူမကိုမေးပါတယ်ချောင်းလင်းကလွန်ခဲ့တဲ့လတွေမှာလူတက်မှုများစွာဖြစ်ခဲ့တဲ့သတင်းတွေပြန့်နေရကြောင်းသူမကိုကောက်ွယ်ဖို့ကိုခံပညာအနေငယ်တင်မှုရာအားကစားရုံတစ်ခုကိုရောက်ခဲ့ကြောင်းပြောပြပါတယ်အဲ့ဒီမှာအားကစားရုံပိုင်ရှင်လူစစ်ဝန်တွေတွေ့ခဲ့တာပါအခုချိန်မှာသူကအသက်တော်တော်ကြီးနေပါပြီသူချေရတဲ့သူကိုပုတ်ပွင့်လေးလေးနဲ့ရိုးသားတော်လက်ထပ်ဖို့တနေ့ပြီးတနေ့သူကြိုးစားခဲ့ပါတယ်သူကတိုင်းပညာရှင်မဟုတ်တာကြောင့်မိန်းကလေးရဲ့အဖေကသဘောမတူတဲ့အတွက်သူ့ကိုယ်ပိုင်လက်ဝဲအားကစားရုံတစ်ခုကိုလည်းဖွင့်ခဲ့ပါတယ်အပြင်လူတွေကသူတို့နှစ်ဖက်လုံးရဲ့ကောင်းမမှုအတွက်လည်းပြစ်တင်ခဲ့ကြပါတယ်ဘဲခွေကိုရောက်နေပြီလေဒီကိစ္စတစ်ခုအတွက်နဲ့သူတို့ဘဝတစ်ခုလုံးကိုကုံဆုံးစေခဲ့တယ်ဆိုပြီးတော့ပါအခုချိန်မှာအသက်ကြီးနေပြီဖြစ်တဲ့တာဖားကလည်းလူစစ်ဝန်ကိုအချိန်တော်ကြာဆောက်နေပြီးသူမလာတော့တော့ဘူးထင်တော့ပါတယ်ရှုံးပွဲမရှိအိုးရန်ကတော့ဒီမှာမရှိသေးတဲ့သူကနောက်ဆုံးတော့လက်လျှော့သွားပြီးရှိသေးတဲ့သူကြတော့အစောကြီးရှုံးပေးသွားတယ်လို့ပြောပါတယ်ဒီချိန်လူစစ်ဝန်ရောက်လာပြီးချန်တို့ဖွဲ့ကသူ့ကိုတွဲခေါ်လာပေးခဲ့ပါတယ်တာမန်လူတယောက်ဖြစ်ပြီးအသက်ကြီးနေပြီဖြစ်တဲ့သူဟာတိုင်းပညာရှင်တွေရဲ့ခန္ဓာကိုယ်နဲ့လုံးဝမရှိနိုင်ခဲ့ပါဘူးသူကိုယ်တိုင်နှစ်ပေါင်းများစွာလေ့ကျင့်ခဲ့ပေမဲ့လည်းကွာခြားချက်ကကြီးမားနေခဲ့ပါတယ်လေကားတွေများစွာကိုလည်းတက်ခဲ့ရတာကြောင့်အခုချိန်ခြေလမ်းနှင်းငယ်သာလမ်းပြီးတဲ့ချိန်မှာသူလဲကျသွားပါတယ်ဒါကြောင့်သူကနောက်နှစ်မှာပြန်ပွဲကိုတောင်းအောင်မလုပ်ပေးဖို့အိုးရန်ဖေကိုတောင်းဆိုခဲ့ပါတယ်နောက်ဆုံးမှာတော့ရှုံးပွဲမရှိအိုးရန်ကလည်းသူ့ရဲ့ဇွဲကြောင့်အရှုံးပေးလိုက်ရပါတယ်အသက်တွေကြီးလာခဲ့ပေမဲ့လည်းသူတို့ရဲ့အခြေကမပြောင်းလဲသလိုဝေစားတွေကလည်းမပြောင်းလဲခဲ့ပါဘူးဒီချိန်လူပန်းကဘာကြောင့်ဒီလောက်ခက်ခဲအောင်လုပ်ရတာလဲလို့အိုးရန်ရဲ့ဖေကိုမေးပါတယ်အိုးရန်ရဲ့ဖေကတော့သူ့မိကဒီဘက်မှာတိုင်းပညာပြိုင်တဲ့ဆင်းထိရောက်နေခဲ့ပေမဲ့အဖေဖြစ်သူကတော့အဖိုးကိုမနိုင်နိုင်သေးဘူးလို့ပြောပြလာပါတယ်ဆိုလိုတာကလူစစ်ဝန်ဟာအိုးရန်ကိုပေးခဲ့တဲ့ကလေးဖြစ်တဲ့သူမဖခင်ရဲ့တဘောသူလက်ခံမှုကိုရဖို့အခုချိန်ကြီးတိုက်ခိုက်နေခဲ့တာပါနောက်တစ်ခါမှာတော့ရဲရရှိချောင်းကြီးရောက်လာတဲ့ခန်းကိုပြန်ပြပါတယ်သူနဲ့အတူလူတစ်ယောက်လည်းပါလာပြီး၃နှစ်တာပျောက်ဆုံးနေတဲ့သူ့ရဲ့သားကိုရှာဖို့အကူအညီလာတောင်းတာပါဒီကာလတစ်လျှောက်လုံးသူ့သားကိုပြချဖို့နီးလက်ပေါင်းစုံကိုတုံးခဲ့ပေမဲ့လည်းအချင်းနီးတာဖြစ်ခဲ့ပါတယ်သူ
သူ့မှာရှိသမျှပစ္စည်းဥစ္စာတွေအကုန်ကုန်ပြီးသူ့မိမရဲ့စိတ်ကလည်းပုံမှန်မဟုတ်ဖြစ်နေပါပြီချန်ကတော့လူကွမ်းနဲ့ပြဿနာတက်ထားတဲ့ကိစ္စကြောင့်ဒီအလုပ်ကိုလက်ခံဖို့ညှင်းဆိုပါတယ်အဲ့ဒီနောက်အတိတ်မှာဖြစ်ခဲ့တဲ့အရာကိုအရှိတိုင်းပဲလက်ခံမှုပြောပြီးထွက်လာခဲ့လိုက်ပါတယ်ရဲအရာရှိ6လင်းနဲ့ရန်တို့ပြန်သွားတော့6လင်းကချန်စီကိုရောက်လာပါတယ်ဒီချိန်ချန်ကဒီအလုပ်ကိုလက်မကန်ညီအောင်ပြောပေမဲ့ဒီလူပြောင်းမှုနဲ့ပတ်သက်တဲ့သတင်းကိုတော့ရှာဖွေကြည့်နေပါတယ်6လင်းကဒါကိုမြင်တော့ချန်ဒီမီရှင်ကိုလုပ်ချင်သေးရှိပေမဲ့ဘာကြောင့်ငင်းခဲ့မှန်းကိုနားမလည်ဖြစ်နေပါတယ်ပြီးတော့ဒီလျန်ဆိုတဲ့သူကလည်းတူမသိတဲ့သူဖြစ်ကြောင်းပြောပါတယ်လွန်ခဲ့တဲ့3နှစ်ကဒီလူဟာသူတို့ကျောင်းသားမှာအေးဆိုင်ဆောက်ဖွင့်ခဲ့ပါတယ်ဒါပေမဲ့ဆောက်ဖွင့်ပြီးမကြခင်ဆိုင်လူကြနေတဲ့ချိန်မှာပဲသူတို့သားကပျောက်ဆုံးသွားခဲ့ပါတယ်ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက်လျန်ဟာသူတို့ကျောင်းသားမှာမကြာခဏလူပျောက်ကြညာတွေလာခဲ့ပါတယ်6လင်းကိုတွေ့တဲ့အခါမှာလည်းသူ့သားအကြောင်းသတင်းမေးခဲ့ပြီးဒါကိုသူမကမသိကြောင်းပြောကပြေးထွက်လာခဲ့ပါတယ်သူမအမှန်တရားကိုပြောပြချင်ပေမဲ့လည်းအဲ့ဒီချိန်တုန်းကသူမလိန်ခဲ့မိပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီတုန်းကသူတို့ရှာနေတဲ့ကလေးဟာလူတယောက်ရဲ့ဆွဲကိုခံသွားရတဲ့မြင်ကွင်းကသူမရဲ့မှတ်ဉာဏ်ထဲမှာရှိနေလို့ပါသူမအနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအပြစ်ရှိတယ်လို့ခံစားရတာကြောင့်ကြောင်းပြရနဲ့အဲ့ဒီကနေပြောင်းလာခဲ့ပါတယ်ဒါပေမဲ့သူမမထင်ထားတာကကောင်းလေးရဲ့ဖေဟာ3နှစ်ကြာတိုင်အခုချိန်ထိလက်မလျှော့သေးပဲလိုက်ရှာနေသေးတယ်ဆိုတော့ပါဒါကြောင့်သူမရဲ့အမားတွေကိုပြန်ဖြေစေဖို့သူ့ကိုကူညီပေးရန်ချန်ကိုတောင်းဆိုခဲ့ပါတယ်ဒီလိုနဲ့ချန်ကလည်းသဘောတူလိုက်ပြီးရန်ကိုဆက်တွေကသူ့ကိုကူညီမဲ့အကြောင်းကြားလိုက်ပါတယ်ရန်ကလည်းတာကိုကြားတော့ပြောသွားပြီးရဲဌာနကရှောင်းလီရဲ့လက်ထောက်စီကနေစောင်းကြီးကင်မရာမှတ်တမ်းဗီဒီယိုကိုတောင်းပြီးသူတို့ကိုပို့လိုက်ပါတယ်ဒါကိုကြည့်ပြီးချန်ကသူ့ရဲ့ဆွဲရည်နဲ့ဒီဗီဒီယိုကနေဘာတွေမြင်ရလဲလို့လူကန်းကိုမေးပါတယ်လူကန်းကတော့အချိန်12နာရီအတွင်း1ကီလိုမီတာပတ်လည်မှာရှိတဲ့စောင်းကြီးကင်မရာကမြင်ကွင်းတွေကိုမြင်ရကြောင်းသူပြောပြပါတယ်ဒါပေမဲ့ကင်မရာရဲ့မြင်ကွင်းကိုပဲမြင်ရပြီးကင်မရာမျက်ကွယ်ကဟာတွေကိုတော့မမြင်ရကြောင်းပြောပါတယ်ချန်ကအဲ့ဒီကနေပျောက်နေတဲ့ကလေးကိုဘယ်သူခေါ်သွားလဲမြင်ရလားလို့မေးပါတယ်လူကန်းကတော့ပြန်ပေးဆွဲတဲ့သူကကင်မရာမျက်ကွယ်ရာတွေကိုတီးပြီးသားဖြစ်နေတာကြောင့်သူ့မြင်ကွင်းထဲမှာတော့မတွေ့ကြောင်းပြောပါတယ်ဒါကြောင့်ချန်အနေနဲ့ဓာတ်ပုံတွေဝင်ရတော့မှာပါပုံမှန်ဆိုရင်ဓာတ်ပုံရတဲ့သူရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်တာဖြစ်ပေမဲ့အခုကစောင့်ကြည့်ကင်မရာကနေရိုက်ထားတဲ့ကြောင့်သူဘယ်လိုဖြစ်မလဲတွေးနေမိပါတယ်ဒီလိုနဲ့ချန်ဟာခလေးမပြောက်ခင်နေ့လယ်2နာရီဝဲချိန်မှာဓာတ်ပုံတွေဝင်ရောက်လိုက်ပါတယ်ဒီတစ်ခါမှာတော့ဓာတ်ပုံတွေကနေလွန်ခဲ့တဲ့3နှစ်ကအချိန်ကာလကိုသူကိုယ်တိုင်ရောက်လာခဲ့ပါတယ်ချန်မမေကွယ်ရာကနေခလေးကိုကြည့်နေပြီးလူကန်းနဲ့စကားပြောနေတော့မှလူတစ်ယောက်ကခလေးကိုခေါ်သွားပါတယ်ဒီလိုနဲ့ချန်ပြေးလိုက်သွားပြီးလမ်းခွဲတစ်ခုအရောက်မှာလူကန်းကသူသွားရမယ့်နေရာကိုညွှန်ပြပါတယ်အဲ့အချိန်မှာခလေးခေါ်သွားတဲ့သူနဲ့ဘေးကဖြတ်သွားတဲ့ခြုံရင်းတို့ကိုတွေ့နေရပါတယ်လူကန်းအချိန်မီတားလိုက်ပေမဲ့လည်းချန်ကအဲ့ဒီကိုရောက်သွားခဲ့ပါပြီချန်ကိုမြင်တော့ခြုံရင်းကသူဘာကြောင့်ဒီကိုရောက်နေရလဲလို့မေးပါတယ်ဘာကြောင့်လဲဆိုတော့သူမရဲ့ဒီခင်ကာလမှာချန်နဲ့လူကန်းကပြည်ပမှာရှိနေတာကြောင့်ပါဒါကြောင့်ချန်လည်းသူတို့ကိုမြင်တာနဲ့ချက်ချင်းပြီးထွက်လာပါတယ်ချန်ဒီမှာရှိနေတာကိုဘယ်သူမှမမြင်သင့်ပဲဘာကြောင့်လဲဆိုတော့ဒါကအနာဂတ်ကိုတက်ရောက်မှာဆိုတော့ကြောင့်ပါခြုံရင်းကတော့ခလေးခေါ်သွားတဲ့သူဘက်ကိုပြန်ကြည့်ပြီးသူချန်ကိုမြင်ခဲ့ရတာကလည်းနေပူတာကြောင့်ထင်အောင်ထင်မှားဖြစ်တာလားဝေခွဲများဖြစ်နေပါတယ်ချန်ပြီးထွက်လာရင်တနေရာရောက်မှလူကန်းကသူပြန်ပေးဆွဲသမားကိုမျက်စိပြတ်သွားကြောင်းပြောပြလာပါတယ်ဒါကြောင့်ချန်ဆက်ရှာပေမဲ့လည်းဘာမှကိုမတွေ့ရတော့ပါဘူးလူကန်းကတော့သူတို့ကသူအာယုံခံနိုင်တဲ့အကွာအဝေးကနေထွက်သွားလိုက်ဖြစ်နိုင်ကြောင်းပြောပြပါတယ်ဒီချိန်လျန်းကလည်းသူ့သားဒူဒူပျောက်သွားတာကိုတတိထားမိသွားပြီးချန်တို့ရဲ့မရှင်လည်းကြောက်ရွံ့သွားခဲ့ပါတယ်လက်ရှိမှာတော့ချန်တို့3ယောက်ရန်ရဲ့အိမ်ကိုရောက်လာပြီးမရှင်ကြောင်းသိပေးပါတယ်ချောင်းရင်းကလည်းသူမအဲ့ဒီတုန်းကအဖြစ်အပျက်ကိုအရေးတယူမလုပ်ခဲ့ပဲသူမတွေးခဲ့တဲ့အကြောင်းကိုပါမပြောမိတာကြောင့်လျန်းကိုတောင်းပန်ပါတယ်ဒါပေမဲ့လျန်းကတော့သူမကိုအပြစ်မတင်ပါဘူးလွန်ခဲ့တဲ့3နှစ်လုံးသူ့သားကိုအဆက်မပြတ်ရှာဖွေခဲ့ပေမဲ့အခုလိုသူမရဲ့ဝန်ခံချက်ကသူ့သားကိုရှာတွေ့ဖို့မျှော်လင့်ချက်ကိုပိုသေးကြစေတယ်လို့ပြောပြပါတယ်ဒါကသူဘယ်လောက်ကြာရှာရပါစေ10နှစ်ဖြစ်ဖြစ်အနှစ်20ဖြစ်ဖြစ်တနည်းမှာတော့သူ့သားကိုပြတ်တွေးမှာပါဆိုတဲ့ယုံကြည်မှုကိုရစေကြောင်းလည်းပြောပြပါတယ်ချန်ကလည်းသူ့ဘာဝင်ကူမဲ့ကြောင်းပြောပြီးလူကန်းကအဲ့ဒီချိန်မှာရိုက်ဖိခဲ့တဲ့တပ်ပုံတွေရှိလားလို့မေးလိုက်ပါတယ်ရန်ကတော့သူအဲ့ဒီတုန်းကရဲတွေကိုတဲလွန်စားပေးနိုင်မှုတပ်ပုံတွေကိုစစ်ကြည့်ပေမဲ့မရှိကြောင်းပြောပါတယ်ချန်ကတော့သူကန်တဲ့ဖုန်းဟာလွန်ခဲ့တဲ့3နှစ်ကဟာမှန်းသိလိုက်ပြီးသူတို့ပုံတွေကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့ပုံတစ်ပုံကိုတွေ့လိုက်ရပါတယ်ဒီပုံကတော့အဲ့ဒီနေ့ကသူတို့ရိုက်ခဲ့တဲ့အယုတ်ပုံလေးဖြစ်နေခဲ့တာပါဒီလိုနဲ့ချန်ဟာတပ်ပုံတွေကနေသူတို့ရဲ့ကိုယ်ထဲကိုဝင်လိုက်နိုင်ပါတယ်သူပြန်ပေးဆွဲမခံရခင်အချိန်ကိုဝင်ရောက်နိုင်ခဲ့ပေမဲ့လူကန်းကသူပြန်ပေးဆွဲသမားရဲ့အရေးအယောင်နဲ့ခလေးကိုဘလို့ပြန်ပေးဆွဲသွားလဲမတွေ့ရကြောင်းပြောပါတယ်ချန်ကလည်းဈေးဝယ်သူတွေအများကြီးရှိရတဲ့နဲ့ဘလို့ပြန်ပေးဆွဲခံရလဲဆိုတာကိုနားမလည်ဖြစ်နေပါတယ်ဒီချိန်ဘောလုံးလေးတစ်လုံးကချန်ရဲ့အောက်ကိုလိမ့်လာပါတယ်သူကောက်ပိုင်လိုက်တဲ့ချိန်မှာပဲရုံမာတဲ့ပြုံးတဲ့တော်ကြီးတယောက်ကသူ့နောက်ကိုရောက်လာပါတယ်ဒီလူကသူ့စီကဘောလုံးကိုပြန်တောက်လိုက်ပြီးချန်ဟာဒီဘောလုံးကနေပွေးပြန်းတဲ့အနက်တစ်မျိုးကိုရလိုက်ပါတယ်လူကန်းရုပ်တင်သားလိုက်ပြီးမဲ့လည်းနောက်ကျသွားခဲ့ပါပြီဒီချိန်ချန်ရဲ့အသီးစိတ်ကဝေဝါးသွားပြီးဒီလူရဲ့ခေါ်ဆောင်ရာကိုအလိုလျောက်လိုက်ပါသွားခဲ့ပါတယ်လူကန်းကသူ့ကိုလမ်းခေါ်တတိပေးနေပေမဲ့လည်းသူဘာမှမလုပ်နိုင်ဖြစ်နေခဲ့ပါတယ်ချောင်းလင်းတို့သူ့ဘေးနားကဖြစ်သွားတဲ့ချိန်မှာလည်းသူ့နာမည်ခေါ်တဲ့ကိုကြားလိုက်ရပြီးသူလှည့်ကြည့်လိုက်တဲ့အခါမှာတော့ချောင်းလင်းကချန်ကိုဘာကြောင့်ဒီရောက်နေရတဲ့မင်းနေလားတွေ့လိုက်ရပါတယ်ဒီလိုနဲ့ချန်ပီယံနိုးလာတဲ့အခါမှာတော့ညဘက်ချိန်ကိုရောက်နေပြီးလူကန်းကသူ့ဆေးကြောင့်အချိန်တော်ကြာအိပ်ပျော်သွားတဲ့အကြောင်းအသိပေးပါတယ်ဒါကြောင့်သူတို့မှအချိန်12နာရီပြေဖို့တိတ်မကြံတော့ကြောင်းလည်းပြောပါတယ်ဒီချိန်ပြန်ပေးဆွဲတဲ့သူကခလောဆွဲနေပြီးချန်ကလည်းတိလုံစားရရှာကိုထောက်လာခဲ့ပါတယ်သူ
လူတိတ်တိတ်လေးတရခဏကိုချင်းကပ်လာပြီးသူ့ရဲ့အိတ်ကိုရှောက်ဖွေဖို့လုပ်ပါတယ်။ချန်အိတ်ကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီးမှတ်ပုံတင်ကတ်ကိုချနိုင်ခဲ့ပေမဲ့အထက်ကအဆောင်ကျိုးတွေတော့ရင်းနဲ့ညှိနေပါတယ်။မကောင်းတာတွေကြလုပ်ပြီးအဲ့လိုတရေတစေတွေကိုကြတော့ကြောက်နေတဲ့အတွက်ချန်ကသူ့ကိုပြစ်တင်နေပါတယ်။နောက်ဆုံးသူကတ်ကိုထုတ်နိုင်ခဲ့ပေမဲ့အထက်ကပစ္စည်းတွေပါပြုတ်ကျလာပါတယ်။တရခဏနိုးသွားပြီထင်ပြီးသူကြောက်လန့်သွားပေမဲ့ဒီလူကတော့အိတ်နေသေးပါ။ဒါကြောင့်သူကတ်ကိုကောက်ယူလိုက်ပြီးတရခဏရဲ့နာမည်နဲ့မှတ်ပုံတင်အမှတ်တွေကိုလူကွမ်းပြောပြလိုက်ပါတယ်။ဒီချိန်သူ့နောက်ကနေတရခဏထလာပြီးဆေးအချိန်ကစော်ပြီးပေးသွားတဲ့အတွက်မိကွန်းထုတ်နေတဲ့တန်ကိုကြားလိုက်ရပါတယ်။သူလှည့်ကြည့်လိုက်တော့ဘာမှမတွေ့ရပဲဆေးပြန်ကြည့်လိုက်တဲ့အခါမှာတော့သူ့ကိုပြူးကြည့်နေတဲ့တရခဏကိုတွေ့လိုက်ရပါတယ်။သူအလန့်တရားဖြစ်သွားပြီးရှေ့ခန်းမှာလူအကြီးလိုဆေးဝန်တင်ပေးခဲ့တဲ့ကောင်းကင်ဘုံကိုပိုးချင်းတိုက်ကွက်နဲ့ချက်ချင်းထိုးပစ်လိုက်ပါတယ်။ထိုးချက်ကတရခဏကိုနောက်ပြန်လွင်သွားစေပြီးရှေ့သွားတစ်ချောင်းမှာကျွတ်ထွက်သွားစေခဲ့ပါတယ်။တရခဏပြန်ထလာပြီးသူ့ကိုဖမ်းမိုးလုပ်ပေမဲ့ချန်ကားရှောင်လိုက်ပြီးသူ့မျက်နှာကိုဖေးရလိုက်ပါတယ်။အဲဒီနောက်သူကတရခဏကိုမင်းဟာနောက်3နှစ်အကြာမှအဖမ်းခံရမယ့်အကြောင်းနဲ့ဒီကလေးကိုကောင်းကောင်းကြည့်စိုက်ထားဖို့ပြောလိုက်ပါတယ်။ပြီးတော့ကောင်းမှုကုသိုလ်တွေလုပ်ဖို့ပြောပြီးသူဘသူလဲလို့တရခဏကမေးတော့မင်းရဲ့ဘိုးဘေးလို့ပြန်ဖြေခဲ့ပါတယ်။ဒီအချိန်ဆက်စနိုင်လဲပြီးတော့ခဲ့ပြီးချန်လည်းအဲ့ဒီကနေပြန်ထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်ကလေးရဲ့ပြောင်းလဲသွားတဲ့အမူအရာကိုမြင်တော့တရခဏကသူ့ဘိုးဘေးတွေတကယ်စဉ်းစားလာတယ်လို့ကြုံကြည်သွားပါတော့တယ်။နောက်နေ့မှာတော့ကလေးကလည်းမိသားစုနဲ့ပြန်ဆောင်ပြီးတရခဏလည်းအဖမ်းခံရပါတယ်။ဒီချိန်ရဲအရာရှိချောင်းလေးကချန်စီကိုလာပြီးသူတကယ်တပုံနဲ့ဝင်နိုင်တာလားမေးခွန်းထုတ်ပါတယ်။ချန်ညင်းဖို့ကြိုးစားပေမဲ့ရဲရီစီမှာလွန်ခဲ့တဲ့3နှစ်ကကင်မရာမှတ်တမ်းဗီဒီယိုတွေရောက်နေတဲ့ချန်ရဲ့ပုံရှိနေခဲ့ပါတယ်။ရှောင်းလီကချန်ကိုစိတ်အေးအေးထားဖို့ပြောပြီးသူ့ချီကအကူအညီတောင်းချင်ုံပဲလို့ပြောပါတယ်။အဲ့ဒီနောက်သူလိုက်နေတဲ့လူတက်မှုကြီးရဲ့ချက်လက်တွေပေးဖို့လုပ်ပါတယ်။ဒါပေမဲ့လူကန်းကတားလိုက်ပြီးမရှင်မလုပ်ခင်သူ့ကိုအရင်မေးတင်တယ်လို့ပြောကဖိုင်တွေကိုထုတ်ကြည့်ပါတယ်။အထက်မှာပထမဆုံးပေါ်လာတာကတော့မကြသေးခင်ကအသက်ခံရတဲ့ MR ရဲ့ပုံပါ။နောက်တစ်ခါမှာတော့ MR ရဲ့ပုံကိုမြင်တဲ့အခါလူကန်းကအမြဲပြန်ထည့်လိုက်ပါတယ်။ချန်တာကိုမြင်တဲ့အခါသူမရဲ့တေဆုံမှုအတွက်ကုကိုအပြစ်တင်မှာဆိုတော့ကြောင်းပါ။ရဲရီစီမှာလူတက်မှုတရခန့်ရဲ့နောက်ကျောတက်ပုံတစ်ပုံလည်းရှိနေပါတယ်။ရှောင်းလီကတော့အသက်ခံရတဲ့သားကောင်တွေကတယောက်နဲ့တယောက်ဆက်ဆက်မှုမရှိတာကြောင့်လူတက်သမားကရွယ်ချက်မရှိပဲလိုက်တက်နေတာဖြစ်ကြောင်းလည်းပြောပြပါတယ်။ချန်ကဒါကိုကြတော့အမှုမှာကူညီခြင်းပဲမဲ့လူကွန်းကတော့သူတို့မကူညီနိုင်ကြောင်းရှောင်းလီကိုပြောကထွက်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူတို့ဆိုင်ကိုတငယ်ချင်းတယောက်ဖြစ်တဲ့ရှူချန်ရောက်လာပါတယ်။အခုသူမဒီကိုရောက်လာတာကတော့ချန်တို့ကိုကူညီတောင်းမှုပါ။အတိတ်ကိုပြန်ပြပြီးသူတို့ကြောင်းသားဘဝတုန်းကတုံးကြီးဆိုတဲ့တငယ်ချင်းတယောက်ရှိခဲ့ပါတယ်။တကယ်တော့ရှန်နဲ့တုံးကြီးဟာတယောက်နဲ့တယောက်ခံစားချက်တွေရှိခဲ့ပေမဲ့ဖွင့်မပြောဖြစ်ခဲ့ကြပါဘူး။ဒီလိုနဲ့တက်ကတူပြီးတော့သူတို့နှစ်ယောက်သာမာစတာဖို့ဆက်တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့နှစ်တာလုံးသူတို့ရဲ့ဆက်ဆံရေးကဒီကနေတတ်မလာခဲ့ပါဘူး။နောက်ဆုံးကြောင်းစင်းပွဲညမှာတော့သူတို့နှစ်ယောက်ဆက်ရင်းမှန်နဲ့စကားပြောခဲ့ကြပါတယ်။ဒါပေမဲ့ရှန်ကမိုးနေရကြောင်းတုံးကြီးပြောတာတွေကိုမှတ်မမိလိုက်ပါဘူး။အဲ့ဒါကြောင့်သူမကတုံးကြီးပြောတာတွေကိုစုံစမ်းဖို့သူတို့စီကူညီလာတောင်းတာပါ။လူကန်းကဘာကြောင့်ကိုယ်တိုင်မမေးရလဲပြောတော့ရှန်ကအဖြစ်ဟာသူမထင်တာလို့မဖြစ်မှစိုးရင်လို့ဖြစ်ကြောင်းပြောပြပါတယ်။ဒီလိုနဲ့လူကန်းကကူညီပေးဖို့လက်ခံလိုက်ပြီးချန်လည်းရှန်ရဲ့တပ်ပုံနဲ့ဝင်ရောက်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲတုံးကြီးဟာကျောင်းလုံးကသူမနဲ့အချိန်တူကုံဆုံးခဲ့တာတွေကိုမမေ့နိုင်လို့မာရှာဖို့ဆက်တက်ခဲ့တာဖြစ်ကြောင်းပြောပြပါတယ်။ဒါပေမဲ့အခုချိန်မှာတော့သူထွက်သွားကိုဆုံးဖြတ်လိုက်ကြောင်းလည်းပြောပါတယ်။အဲ့ဒီနောက်ရှန်ကတချင်းဆိုပြီးသူတို့ကျောင်းမှာဖြစ်တန်ခဲ့တဲ့ခိုက်တန်းတွေကိုပြန်မှတ်ရနေကြပါတယ်။ဒီလိုနဲ့သူတို့အိမ်ပြန်ရောက်တဲ့ခါမှာတော့တုံးကြီးကရှန်ကိုသူပြောချင်တဲ့ရေးကြီးစကားတွေပြောပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာချန်ကမူးနေပြီးသူရှိကတန်တရားဖြစ်ပေါ်လူတယောက်ကိုတွေ့တဲ့အခါမှာတော့တုံးကြီးပြောစကားတွေကိုသူမကြားတော့ပါဘူး။ဒီလူကရှောင်းလီပြတဲ့တပ်ပုတ်တွေကတရခန်နဲ့စင်တူတာကိုတတိထားမိတော့ပြီးတုံးကြီးကိုထားခဲ့ကအဲ့လူနောက်ပြေးလိုက်သွားပါတယ်။ဒီလိုနဲ့ချန်စီမီတွေကိုချိုးပေါက်ပြီးအဲ့ဒီလူနောက်လိုက်ရကနေလူပြက်တဲ့လမ်းကြားနေရာကိုရောက်လာပါတယ်။လူကန်းကတားနေပေမဲ့လည်းချန်ကတော့တရခန်ကိုဖမ်းဖို့စိတ်အားထက်တက်နေပါတယ်။ဒီချိန်ရုတ်တရက်အဲ့ဒီလူကချန်ရဲ့နောက်ကနေပေါ်လာကသူ့ကိုစေးသုံးမလို့ပါတယ်။လူကန်းကသူ့ကိုတတိပေးတော့ချန်ကတတိမထားမိခြင်းအောင်ဆောင်ပေမဲ့အရက်အရှင်ကြောင့်ရုတ်တရက်အမ်းမိတော့ပါတယ်။ဒါကိုမြင်တော့အဲ့ဒီလူကကိုနှာခေါင်းကိုအုပ်ပြီးသူ့စိတ်နဲ့သူတတိလက်သွားတော့တယ်။နောက်ဆုံးမှရဲတွေကတရခန်ကိုဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့သူကရှန်အပေါ်ရွေချက်ဆိုးတွေရှိနေတဲ့အကြောင်းသားဖြစ်ပြီးသူတို့ရှာနေတဲ့လူသက်တရခန်တော့မဟုတ်ခဲ့ပါဘူး။ဒါကိုမီဒီယာတွေကရှန်ရဲ့ပုံကိုရိုက်ပြီးဆေးလိုရှားဖွဲ့တဲ့သတင်းအဖြစ်တင်ခဲ့ကြပါတယ်။ဒီအချိန်တွင်းမှာလူကန်းကသူ့ရဲ့ဆွဲရည်နဲ့တုံးကြီးပြောခဲ့တဲ့စကားတွေကိုသိခဲ့ရပြီးအဲ့ဒါတွေကိုရှန်စီချပို့လိုက်ပါတယ်။အဖြစ်ကတော့သူ့အိမ်ကသူ့အတွက်အရာရာပြင်ဆင်ထားပြီးဖြစ်တာကြောင့်ပြန်လာဖို့ခေါ်ခဲ့ပါတယ်။ဒါကြောင့်သူကြောင်းပြီးတဲ့အခါမှာဒီမှာရှိမနေနိုင်တာကိုသိတာကြောင့်သူမကိုချစ်တဲ့အကြောင်းတွေဖွင့်ပြပြောခဲ့တာပါ။ဒါပေမဲ့သူမကိုထားခဲ့ရမှာကပုံနေချင်တာကြောင့်နောက်ဆုံးမှာတော့သူဒီမှာပဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်နေ့မှာသူ့အတွက်အင်တာဗျူးလည်းရှိပြီးသူမသာသူ့ကိုလက်ခံမယ်ဆိုရင်တော့သူနဲ့သူလိုက်ခဲ့ဖို့လည်းခေါ်ခဲ့ပါတယ်။ဒီကနေ့မှာတော့တုံးကြီးကသူအင်တာဗျူးဖြေရမယ့်အဆောက်အဦရှိမှာရှန်ကိုစောင်းနေပါတယ်။ချောင်းလင်းကလည်းအဲ့ဒီကြောင်းကိုသိတော့သူမဒီမနေ့အဲ့ဒီကိုတော့ဖြစ်လာလို့ရှန်ကိုမေးပါတယ်။တစ်ဖက်မှာတုံးကြီးကသူ့နာမည်ခေါ်တန်ကြလို့လှည့်ကြည့်ပြီးမယ်ရှန်ဟုတ်မနေခဲ့ပါဘူး။အင်တာဗျူးချိန်က10နာရီဖြစ်ပြီမယ်လေသူမကအခုထိပုံမလာသေးတာပါ။ချောင်းလင်းဘက်မှာလည်းရှန်စီကနေတဲလူစားတစ်ခုရပြီဆိုတဲ့ထူးဆန်းတဲ့ message တစ်စောင်ရလာပါတယ်။
ဒါကိုမြင်တဲ့ချန်ကဆက်ချမ်းကိုဖုန်းခေါ်ကြည့်ဖို့6လင်းကိုပြောပါတယ်ဒါပေမဲ့ဒီချိန်6လင်းစီကိုဆက်ချမ်းဘက်ကဖုန်းခေါ်လာပါတယ်ဖုန်းကန်တဲ့ခါမှာတော့တစ်ဖက်လူကဆက်ချမ်းဟုတ်မနေပဲဒီလူကထူးဆန်းတဲ့ရေတန်းနဲ့အတူကတိအတိုင်းလာခဲ့မယ်ဆိုတဲ့စကားကိုပြောကဖုန်းချသွားခဲ့ပါတယ်ချန်သူမကိုဖုန်းပြန်ဆက်ပေးမယ်လေဖုန်းကဆက်ပိတ်ထားကြောင်းကြားလိုက်ရပါတယ်ဒါကြောင့်ဆက်ချမ်းဟာဇူတက်သမားရဲ့ပြစ်မှတ်ဖြစ်သွားပြီလားလို့ချန်နဲ့6လင်းကထင်သွားပါတယ်လူကွန်းကတော့ဒါဟာမကြသေးခင်ကဆက်ချမ်းတဲ့မှာပါလာတာကြောင့်လို့ထင်နေပြီးသူချော်ရီနဲ့တော့တွေ့မယ်လို့ပြောပါတယ်ချန်ကတော့ဒါဟာသူ့လုပ်ရကြောင့်ဖြစ်သွားတာလားတွေ့နေပြီလူကွန်းကသူ့ကိုအချိန်နဲ့အမှန်မသိရသေးပဲကောက်ချက်မချဖို့ပြောခဲ့ပါတယ်6လင်းကသူနဲ့သူရဲစခန်းကိုလိုက်ချင်ပေမဲ့ချန်ရဲ့စိတ်အခြေအနေကြောင့်သူ့ကိုတယောက်တည်းထားခဲ့လို့မရကြောင်းလူကွန်းကပြောပါတယ်ပြီးတော့အခွင့်အရေးရရင်သူ့ရဲ့ဖုန်းကိုပါတင်ထားဖို့ပြောခဲ့ပါတယ်အခြားတစ်ဖက်မှာတော့ရဲတွေကဇာတိုက်လူသက်မှုရဲ့တရားခံတပ်ပုံကိုထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီသူကလူချမ်းသာသူရဲ့သားဖြစ်တဲ့ယူမီလို့ခေါ်တဲ့သူဖြစ်နိုင်ရောင်တဲလို့သားတစ်ခုကိုလည်းရရှိခဲ့ပါတယ်မကြခင်လူကွန်းလည်းရဲစခန်းကိုရောက်လာခဲ့ပါတယ်လူကွန်းကသူတို့ကိုကူညီဖို့ညှင်းထားတာကြောင့်ရှောင်းလီကသူ့ကိုဖာလာလုပ်တာလည်းမေးပါတယ်သူကရှောင်းလီကိုဆန်းဆန်းကြုံနေရတဲ့အခြေအနေကိုပြောပြပြီးတရားခံရဲ့တပ်ပုံကိုထပ်ပြဖို့တောင်းဆိုပါတယ်သူ့အနေနဲ့တန်တရားရှိသူကတယောက်တည်းဆိုတာမသိကြပေမဲ့တရားကိုဖော်ထုတ်နိုင်သွားရင်တော့အဖြေကရှင်းသွားလိမ့်မယ်လို့ပြောပါတယ်ရှောင်းလီကလည်းသဘောတူပြီးတရားခံရဲ့ပုံကိုလူကွန်းအပေးလိုက်ပါတယ်လူကွန်းလည်းသူ့ရဲ့စွမ်းနဲ့ဓာတ်ပုံတွေကတရားခံရဲ့ကားနံပါတ်ပြားကိုဖော်ထုတ်ပြီးရဲတွေကိုကူညီခဲ့ပါတယ်မမျောလိမ့်မယ်အဲ့ဒီချိန်ဓာတ်ပုံတွေမှာခြံရောက်နေတာကိုမြင်တော့လူကွန်းကအလက်နကြဖြစ်သွားပါတယ်သူကဒီဓာတ်ပုံကိုဘယ်သူတွေကိုပြလိုက်သေးလဲလို့မေးတဲ့အခါမှာတော့ရှောင်းလီကဒီဓာတ်ပုံဟာမနက်ကလေးကအင်တာနက်ပေါ်မှာပြန့်နေရလို့ပြောပါတယ်ခြံကလည်းဒီပုံကိုမြင်ခဲ့ပြီးရှက်ကိုကယ်ဖို့အတွက်ဓာတ်ပုံနဲ့ဝင်ရောက်ရန်ဆုံးဖြတ်ခဲ့တာပါဓာတ်ပုံကလုံခြုံရေးကင်မရာကနေရိုက်ထားတဲ့ကြောင့်အထက်ကိုသူ့ကိုခန့်လာနဲ့ရောက်သွားခဲ့ပါတယ်ခြံအနေနဲ့သူ့စွမ်းရည်ကိုအသုံးပြုဖို့နီလန်တစ်ခုရှိပါတယ်တစ်ခုကလူကွန်းနဲ့လဝါချင်းရိုက်ကဝင်ရောက်တာဖြစ်ပြီးအဲ့ဒီလိုလုပ်မယ်ဆိုရင်သူတို့နှစ်ကအချိန်နဲ့တပြေးညီဆက်သွယ်နိုင်ကြပါတယ်နောက်တစ်ခုကခြံတူးလက်ဝါးနှစ်ဖက်ကိုရိုက်ပြီးဝင်ရောက်တာပါဒါကဓာတ်ပုံတွေကိုဝင်ရောက်နိုင်ပေမဲ့လူကွန်းနဲ့တော့မဆက်သွယ်နိုင်ပါဘူးဒါကြောင့်သူဟာအထဲမှာဘာဖြစ်လာမလဲဆိုတာကိုမသိပဲမျက်ကန်းငှက်တစ်ကောင်လိုဖြစ်နေပါပါခြံကတော့ဓာတ်ပုံတွေကဘယ်သူမှသူ့ကိုတတိမထားမိအောင်နေဖို့လူကွန်းပြောခဲ့မှုတဲ့စကားကိုလိုက်နာပြီးတရားခံရဲ့တီနီယာကိုရှာဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အထဲကိုဝင်ရောက်ခဲ့ပါတယ်သူကားပါကင်မှာစောင့်နေပြီးမကြခင်တရားခံကအမျိုးသမီးတဦးနဲ့အတူရောက်လာပါတယ်သူတို့ကားထဲဝင်သွားတဲ့ချိန်မှာတော့ခြံလေကားနောက်ဖုန်းထဲဝင်ကတစ်တစီလိုက်လာခဲ့ပါတယ်လက်ရှိချိန်မှာတော့ရဲတွေကလူပန်းပေးတဲ့ကားနံပါတ်ဟာလူမရဲ့ကားဖြစ်တာကိုတီးပြီးသူ့အိမ်ကိုစုံစမ်းစစ်ဆေးဖို့ရောက်လာပါတယ်ဒါပေမဲ့လူမရဲ့ဖခင်ကအွန်လိုင်းကတဲလွန်စားတဲ့သတင်းတွေဟာအမှားတွေဖြစ်ကြောင်းပြောပြီးညှင်းဆိုပါတယ်ပြီးတော့သူသားလူမင်းကမကြသေးခင်ကမတော်တဆမှုကြောင့်ခါအောက်ပိုင်းထိညာဖြစ်ပြီးရာဇဝတ်မှုကျူးလွန်မှုမဖြစ်နိုင်ကြောင်းပြောခဲ့ပါတယ်ချန်ရဲ့ဘက်ကိုပြန်ပြတဲ့ခါမှာတော့တရားခံကအမျိုးသမီးနဲ့စကားပြောနေပါတယ်သူမအလုပ်လုပ်နေတဲ့ကုမ္ပဏီကဒီဝါလီခံခဲ့ရတာကြောင့်အခုဆိုရင်အလုပ်လက်မဲ့ဖြစ်သွားကြောင်းအမျိုးသမီးကပြောပြပါတယ်ဒါကြောင့်တရားခံကသူမကိုဘာဆက်လုပ်ဖို့စီစဉ်ရှိလဲမေးပါတယ်သူမအနေနဲ့ကတော့အလုပ်တစ်ခုရှာပြီးသူမမိဘတွေနဲ့အတူပြန်နေဖို့စီစဉ်ထားကြောင်းအမျိုးသမီးကပြောပြပါတယ်ဒီချိန်သူတို့တွားနေတဲ့လမ်းမနေကြောင်းအမျိုးသမီးပြောတာကိုခြံကြားလိုက်ရပါတယ်တရားခံကတော့ဒါကလမ်းညွှန်မှာပြထားတဲ့အတိုင်းလို့ပြောပြီးအမျိုးသမီးကတော့သူတို့ဘယ်ချိန်ရောက်မှလဲလို့မေးပါတယ်ဒါကိုတရားခံကဒီနေ့တော့ရောက်မှာမဟုတ်ကြောင်းပြပြပါတယ်ဒီလိုနဲ့တနေရာရောက်မှကားရက်သွားပါတယ်အမျိုးသမီးကဆင်းဖို့လုပ်ပေမဲ့လည်းကားတကားတွေကလော့ချထားပါတယ်ဒီအမျိုးသမီးကတော့အစာပိုင်းမှာအသက်ခံရတဲ့အမ်မာဖြစ်နေပြီးသူမအလုပ်လုပ်တဲ့ Vigi Game ကုမ္ပဏီကလည်းလူမင်းတို့မိသားစုပိုင်တဲ့ကုမ္ပဏီဖြစ်နေပါတယ်လူမင်းကအမ်မာဟာသူ့ရဲ့ငွေတွေကိုခိုးယူခဲ့တယ်လို့ယုံကြည်ပြီးသူမကိုလက်တော့မြန်ဖို့ကြံနေတာပါပြီးတော့သူမလိုကြေးလေးကလူတွေဟာသူ့လိုချမ်းသာတဲ့သူတွေပေါ်အွန်လိုင်းပေါ်ကဝေဖန်မှုတွေမှာသူမပါဝင်နေတယ်လို့ယုံကြည်နေပါတယ်အမ်မာကတော့သူပြောတဲ့ငွေကြေးကိစ္စတွေကိုမသိကြောင်းညင်ပါတယ်ဒီချိန်ချန်ကတော့အတော်ကိုတုံ့လွတ်နေပါပြီသူအမ်မာရဲ့မိဘတွေကိုပို့ခဲ့တဲ့စာလေးတစ်ကြောင်းကြောင့်အခုလိုဖြစ်လာခဲ့တယ်ဆိုတာကိုသူသိလိုက်ပါတယ်သူကြောင့်တော့မဟုတ်ရင်အမ်မာလည်းသူ့မိဘတွေကိုလိုက်ဖို့ဖြစ်မှာမဟုတ်ပဲအခုလိုမျိုးလည်းကြုံရမှာမဟုတ်ပါဘူးဒါကြောင့်လူကန်ကလည်းသူသားတွေကိုမသိအောင်ဒီကိစ္စတွေကိုဝင်မပါခိုင်းတာသူသိလိုက်ပါတယ်သူ့အနေနဲ့ကိုညင်ချင်းစိတ်ကြောင့်တပားသူဘွားတွေကိုဝင်ဆွဲပတ်ခဲ့ပေမဲ့အခြေအနေတွေကိုပိုဆိုးစေခဲ့ပါတယ်ဒီချိန်အမ်မာကလေဘင်းညစ်ခံနေရပြီးသူ့မိဘတွေဖုန်းခေါ်တာကိုမကင်နိုင်ခဲ့ပါဘူးချန်လည်းနောက်ဆုံးမှသူ့မားတွေကိုနားလဲပြီးဝမ်းနေမှုကြောင့်အဝိတ်ကိုကျွေးလိုက်ပါတယ်ဒီအတန်ကိုကြတော့လူမင်းကချက်ချင်းထွက်လာပြီးကားနောက်ဖုန်းကိုစစ်ကြည့်ဖို့လုပ်ပါတယ်သူတကားကိုဖွင့်လိုက်တဲ့ချိန်မှာတော့ချန်ကအချိန်မီလက်ရှိချိန်ကိုပြောင်းလာခဲ့ပါတယ်ဒီချိန်ခန်းထဲမှာလူကွန်းနဲ့6လင်းတို့ရှိနေပြီးရုပ်ရက်ပေါ်လာတဲ့ချန်ကိုမြင်တော့6လင်းကအံ့ဩနေပါတယ်လူကွန်းကသူတယောက်တည်းအဲ့လိုရှောက်လို့ချန်ကိုဆိုပါတယ်ဒါပေမဲ့ချန်ကတော့သူအမ်မာတိတ်ဆုံးသွားတဲ့အကြောင်းကြည့်ပြီးပြောတော့နောက်ဆုံးမှ6လင်းလည်းဒီကိစ္စကိုသိလိုက်ရပါတယ်ချန်ကသူဓာတ်ပုံနဲ့ဝင်နေတဲ့အကြောင်းကိုလည်း6လင်းကိုပြောပြလိုက်ပါတယ်သူကဓာတ်ပုံနဲ့ဝင်ပြီးမစ်ရှင်ကိုအကောင့်ထဲပေါ်တာဖြစ်ကလူကွန်းကတော့စောင့်ကြည့်သူဖြစ်ကြောင်းလည်းပြောပါတယ်6လင်းအနေနဲ့သူ့ရဲ့စွမ်းရည်ကိုအခုမှသိလိုက်ရတာပါဒီချိန်ရဲတွေကလူကွန်းကိုဆက်တွေ့လာတော့တရားခံကိုဖမ်းမိပြီလားလို့သူကမေးပါတယ်ဒါပေမဲ့မမျောလိမ့်မယ်ရဲတွေကတရားခံဟာလူမင်မို့ကြောင့်တက်တဲ့ကိုရခဲ့ကြောင်းပြောပါတယ်အမ်မာတိတ်ဆုံးတဲ့ချိန်မှာလူမင်ကအဲ့ဒီမှာမဟုတ်ပဲဆေးရုံမှာစိတ်ကူးတမှုခံယူနေပါတယ်ဒါ့အပြင်ရဲတွေကအမ်မာဟာတရားပြတစ်ခုပေါ်တယောက်တည်းလမ်းလျှောက်နေတဲ့ဗီဒီယိုဖိုင်ကိုလည်းရရှိခဲ့ပါတယ်အခုချိန်မှာတော့အမှုကပို့ပြီးဘယင်းကြီးဖြစ်လာခဲ့ပါပြီ
ဆန်ကတော့လူမင်းအမကိုပြောခဲ့တဲ့စကားတွေကိုပြန်ကြားရောက်နေပါတယ်ဒီအချိန်ချောင်းလင်းစီကိုတုံးဝင်းစီကနေဖုန်းဝင်လာပါတယ်ရှမ်းရှမ်းကိုဖုန်းခေါ်မရလို့မေးတာဖြစ်ပြီးသူတို့လည်းဘာတည်းမှမရသေးတဲ့အတွက်မတိကျောင်းသာပြင်ပေးခဲ့ရပါတယ်ကံကောင်းစွာနဲ့သူတို့ဟာမင်းညကရှမ်းရှမ်းတင်ထားတဲ့ပုံကိုတွေ့လိုက်ပါတယ်ဒီလိုနဲ့လူကွမ်းကသူ့စွမ်းရည်နဲ့12နာရီအတွင်းဖြစ်ခဲ့တာကိုပြန်ကြည့်ပြီးညနေပိုင်းမှာရှင်းရှင်းဟာသူ့ရဲ့အိမ်မှာတခုခုထူးဆန်းတာကိုခံစားခဲ့ရကြောင်းတွေ့လိုက်ရပါတယ်။ဒါကြောင့်သူမကအခန်းတွေကိုချက်ချင်းသွားစစ်ဆေးလိုက်ပါတယ်။ဒီလိုနဲ့အခန်းတစ်ခုအရောက်မီးဖွင့်လိုက်တဲ့ခါမှာတော့ရုတ်တရက်မျက်နှာပုံးစွပ်ထားတဲ့လူလူကသူ့ကိုတိုက်ခတ်လိုက်ပါတယ်။သူမတတိမိသွားတဲ့ကြောင့်လူကွမ်းကလည်းနောက်ဖြစ်တာတွေကိုစက်မမြင်ရတော့ပါဘူး။သူမြင်ခဲ့တာကိုချန်တို့ကပြောပြတော့ချန်ကချက်ချင်းပဲပုံနဲ့ဝင်ဖို့လုပ်ပါတယ်။ဒါမဲ့လူကွမ်းကသူ့ကိုတားလိုက်ပြီးအဆိုးဆုံးခြေနေတွေကိုရင်ဆိုင်ဖို့အစင်းသစ်ဖြစ်ပြီလားလို့မေးပါတယ်။အဲဒီနောက်ချန်ကိုတယောက်တည်းထားခဲ့ပြီးသူနဲ့ချောင်းလင်းကအပြင်ထွက်လာပါတယ်။လူကွမ်းကသူတို့ဟာတပ်ပုံတွေကချင်းကိုဝင်ရောက်နိုင်ပေမဲ့အတိတ်ကိုပြောင်းလဲလို့မရကြောင်းပြောပါတယ်။အခုရှမ်းရှမ်းရဲ့ဖြစ်ရမှာလဲသူမတိုက်ခတ်ခံရပြီးတတိလစ်သွားတဲ့ကြောင့်နောက်ဘာဆက်ဖြစ်မလဲဆိုတာကိုသူမမြင်ရပါဘူး။ဒါကြောင့်သူမအနေနဲ့မကောင်းတာတစ်ခုဖြစ်မှသိကြနေပြီးဒီလူစချန်ကလည်းနောက်တဲ့တည်ဆုံမှုတွေကိုကြုံတွေ့ရနိုင်ပါတယ်။အဲ့ဒီအတွက်ချန်အနေနဲ့ကန်တရားကိုလက်ခံနိုင်ဖို့လည်းလိုအပ်ပါတယ်။ဒီရှင်ချန်ကလူသက်သမားရဲ့လက်ချက်ကြောင့်တည်ဆုံခဲ့ရတဲ့တားကောင်တွေရဲ့ပုံကိုအခန်းအနှံ့မှာကတ်နေပြီးရည်ရွယ်ချက်ကိုတော့မသိရသေးပါဘူး။တစ်ဖက်မှာတုံးကြီးကရှမ်းရှမ်းကိုတောက်လျှောက်ဖုန်းခေါ်နေပြီးသူအင်တာဗျူးချိန်ပြီးသွားတဲ့အထိတောင်းမဖြစ်ဖြစ်ခဲ့ပါဘူး။ရဲစခန်းမှာရှောင်းလေးကလည်းစေယုံကနေယူမင်းဟာတကယ်ပဲအောက်ပိုင်းအကျိုးသိနေဆိုတဲ့စိတ်မှတ်တမ်းတွေကိုရလာခဲ့ပါတယ်။သူ့ရဲ့လက်ထောက်ကလည်းရှမ်းရှမ်းအိမ်ကိုသွားစစ်ကြည့်ပေမဲ့ဘယ်သူမှမရှိကြောင်းလူကန်းကိုပြောပါတယ်။နောက်ဆုံးမှာတော့ချန်လေတပ်ပုံနဲ့ဝင်ဖို့ကိုဆုံးဖြတ်ချက်တည်ကြတော့ချလိုက်ပါတယ်။အဲဒီနောက်သူရှမ်းရှမ်းရဲ့ကိုယ်ရဲ့ရောက်သွားပြီးသူတို့ဆိုင်ကိုအလုလာရတဲ့ချိန်စီပြန်ရောက်သွားပါတယ်။ရင်းကဖြစ်ခဲ့တဲ့အတိုင်းသူတို့နှစ်ယောက်စကန်တိုင်းလူနေကြပြီးချန်ကတော့သူ့ကိုယ်သူစကန်တိုင်းပြန်လို့တလို့ဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာယူမင်ကလည်းဒဏ်ရာကြောင့်အောက်ပိုင်းမလုံနိုင်ဖြစ်နေပါပြီ။သူကအွန်လိုင်းကသူ့ပေါ်ဝေဖန်မှုတွေကိုဒေါသတကြီးကြည့်နေပြီးနာမည်ကြီးနေတဲ့ရှမ်းရှမ်းရဲ့သတင်းကိုလည်းတွေ့လိုက်ရပါတယ်။ဒါကြောင့်သူမအပေါ်ဆိုးရုပ်တဲ့အရာတစ်ခုလုံးကိုအကြံရလာပြီးမင်းဘလို့ထင်လန်ကားတငယ်ချင်းရဲ့လို့မေးလိုက်ပါတယ်။တစ်ဖက်မှာရှမ်းရှမ်းနဲ့ချောင်းလင်းတို့ဆိုင်ကနေထွက်လာတော့ချမ်းရဲ့အကြောင်းကိုပြောဖြစ်ကြပါတယ်။သူမိဘတွေဟာငယ်စဉ်ကတည်းကရုတ်တရက်သူ့ကိုထားခဲ့ပြီးထွက်သွားခဲ့တာကြောင့်သူ့ဘဝကဘလို့ကြမ်းတက်ခဲ့ကြောင်းချောင်းလင်းကပြောပြပါတယ်။သူ့အနေနဲ့ချောင်းလင်းကလွယ်ပြီးတခြားတငယ်ချင်းဆိုတာမရှိခဲ့ပဲယူကွမ်းရောက်လာပြီးမှသာသူတို့၃ယောက်ပေါင်းပြီးတပုံစံဖွင့်ကမိသားစုလိုနေခဲ့ကြတာပါဒီလိုနဲ့ညဘက်ရောက်တော့ချန်ကအခင်းပြပွားမဲ့အချိန်ကိုစောင့်နေပါတယ်အခင်းပြပွားဖို့ကမိနစ်20သာလိုတော့ပြီးလူကသူ့ကိုအသိပြင်ထားဖို့ပြောပါတယ်တရားခံကဓာတ်နဲ့သူ့ကိုတိုက်ခိုက်လာမှကြောင့်အခွင့်အရေးကိုအရယူပြီးမျက်နှာဖုံးကိုခွာဖို့လည်းပြောပါတယ်ဒါပေမဲ့ရုတ်တရက်ချန်ကဒီမစ်ရှင်မှာသူ့ကိုဥဆောင်ဖွင့်ပေးဖို့လူကကိုရုတ်တရက်တောင်းဆိုလာပါတယ်ဒီချိန်အသိနဲ့လက်ရှိပစ္စုပန်ကာလနှစ်ခုလုံးမှာထင်မှတ်မထားတဲ့ဖြစ်ပျက်တွေဖြစ်နေပါတယ်ဒါကတော့လက်ရှိချိန်မှာတရားခံကရှင်းရှင်းတင်ထားတဲ့ပုံကနေတဆင်သူတို့တပ်ပုံဆိုင်ရှိကိုရောက်နေပါတယ်။အဲဒီနောက်သူကဆိုင်ထဲဝင်လာတာကြောင့်အထဲမှာရှိနေတဲ့လူကွမ်းအတွက်အန်ရရှိတဲ့ခြင်းတွေကိုဖြစ်စေခဲ့ပါတယ်။တစ်ဖက်မှာအချိန်ကြာလာတဲ့အခါမှာတော့ချန်ကတကားတွေကိုဖွင့်ပြီးအခန်းတွေကိုစစ်ဆေးပါတယ်။အခင်းဖြစ်ပွားခြင်းတနင်္ဂနွေအတိမှာတော့ချန်ကအခန်းမိကိုခွင့်လိုက်ပြီးတစ်ချိန်တည်းမှာလက်ရှိတပ်ပုံဆိုင်မှာလည်းတရားခံကချန်တပ်ပုံတွေထားတဲ့ခန်းကိုမီးဖွင့်လိုက်ပါတယ်။ဒါကိုကြားတဲ့လူကွမ်းကအပြေးရောက်လာပြီးအဲအခန်းကိုတော့ပိတ်ကတရားခံကိုဖမ်းထားလိုက်ပါတယ်။တစ်ဖက်မှာချန်ကလည်းတရားခံရဲ့တိုက်ခတ်မှုကိုကာလိုက်ကအခုလိုပြင်ဆင်ထားတာအတွက်အံ့ဩသွားလာလို့မေးလိုက်ပါတယ်။သူ့အနေနဲ့ရှက်ရှက်ရဲ့ကိုထိန်းချုပ်ပြီးစကားပြောနိုင်တာကြောင့်မင်းကိုလည်းထိန်းချုပ်နိုင်တယ်လို့တရားခံကိုပြောပါတယ်။ဒါကြောင့်ဂိမ်းတစ်ခုကစားဖို့ဖိတ်ခေါ်ပြီးဒီမနေ့10တိုင်းမှာတဲလွန်စားတစ်ခုရလိမ့်မယ်လို့ပြောပါတယ်။သူလိုရောက်မှာကဒီတဲလွန်စားကနေမနေ့ပြန်ဒီချိန်မှာချန်ကိုလာတွေ့ဖို့ပါ။သူ့အနေနဲ့ရဲခုံမှာမဟုတ်တာကြောင့်ရှက်ရှက်ရဲ့လုံခြုံရေးကိုမထိခိုက်စေရန်လည်းမှာကြားခဲ့ပါတယ်။တရားခံကလည်းချန်နဲ့တငယ်ချင်းဖြစ်ချင်တယ်ပြောပြီးသူပြောတာကိုသဘောတူလိုက်ပါတယ်။ဒီချိန်လူကွမ်းကလည်းဖုန်းတော့ယူရင်တရားခံကိုဖမ်းထားပြီးဖြစ်ကြောင်းချန်ကိုအသိပေးပါတယ်။ဒါကိုကြားတဲ့ချန်လည်းဆက်ရှမ်းရဲ့ကိုယ်တွေကနေထွက်လာပြီးလက်ရှိချိန်တရားခံကိုဖမ်းထားတဲ့ခန်းစီပြောင်းလာပါတယ်။ဒီမတိုင်ခင်ချိန်ကိုပြန်ပြပြီးချန်ကသူဒီမရှင်ကိုဦးဆောင်ခြင်းကြောင့်လူကန်းကိုပြောခဲ့ပါတယ်။လူကန်းကဘာကြောင့်လဲမေးတော့ဒီနေ့မနက်ပိုင်းဆက်ရှမ်းရဲ့ဖုန်းကနေရခဲ့တဲ့ message အကြောင်းပြောပါတယ်။အဲဒီတော့ကတရားခံဟာဂရီအတိုင်းလာခဲ့မယ်ဆိုတဲ့စကားကိုပြောခဲ့ပြီးသူနဲ့တွေ့ဖို့စီစဉ်ထားတဲ့သူဟာသူဖြစ်နိုင်တော့မယ်လို့ချန်ကတွေးမိပါတယ်။ဒါကြောင့်ချန်ဟာတရားခံကိုသိကျင်စိတ်ပြင်ပြအောင်တဲလွန်စားတွေပေးပြီးသူတို့ဆိုင်ကိုမြခုတ်ကိုကြံခဲ့တာပါ။သူတို့ဆိုင်မှာတကားဖွင့်လာတဲ့မိတဲ့အယုတ်လည်းရှိပြီးချန်ကရဲ့အယုတ်မှာသူ့အတန်ကိုတွင်းကသူတပ်ပုံတွေထားတဲ့မောင်ခန်းစီမှာထားလိုက်ပါတယ်။ဒါကြောင့်တရားခံဆိုင်ထဲကိုဝင်လာတဲ့အခါချန်ရဲ့အတန်ကိုကြားပြီးဒီတပ်ပုံတွေထားတဲ့ခန်းစီရောက်လာခဲ့တာပါ။အခန်းထဲမှာလည်းလူသက်သမားကြောင့်တားကောင်ဖြစ်ခဲ့ရတဲ့သူတွေရဲ့ဘဝတစ်လျှောက်လုံးကပုံတွေကိုကတ်ထားပါတယ်။လူကွမ်းကတော့ချန်ရဲ့ပြင်ဆင်ထားမှုတွေကိုချက်ချပပချီးကျူးလိုက်ပါတယ်။ဒါပေမဲ့အခုလာတဲ့သူကတရားခံစစ်ဆိုတာဘယ်လိုသိနိုင်မလဲလို့ချန်ကိုပြန်မိပါတယ်။ချန်ကတော့ဒါဟာသူတို့အစီအစဉ်အန်ရအများဆုံးနဲ့အဓိကကြားတဲ့ပိုင်းဖြစ်ကြောင်းပြောခဲ့ပါတယ်။လက်ရှိချိန်မှာတော့ချန်ကတပ်ပုံခန်းထဲမှာတရားခံနဲ့သူရှိနေပါတယ်။သူကတရားခံကိုအပြစ်မဲ့တဲ့သူတွေကိုတတ်တဲ့အတွက်စဲဆိုပြီးထိုးနှက်ခဲ့ပါတယ်။အဲဒီနောက်သူတက်ခဲ့တဲ့တားကောင်တွေရဲ့ပုံတွေကိုဝင်လိုက်ထွက်လိုက်နဲ့တရားခံကိုဇာတ်လိုက်ထိုးနှက်နေပါတယ်။ချန်နောက်ဆုံးမှာသူ့ရဲ့မျက်နှာဖုံးကိုချိုးလိုက်တဲ့အခါမှာတော့ယူမီဖြစ်နေတာတွေ့လိုက်ရပါတယ်။ဒါပေမဲ့ယူမင်ကအခုချိန်မှာအကောင်းတန်းရှိနေပြီးထူးဆန်းတဲ့စကားတွေလည်းပြောခဲ့ပါတယ်
သူတို့ကိုတက်ချင်တာသူမဟုတ်ပဲသူကတခြားတစ်ယောက်အတွက်လှုပ်ဆောင်ပေးနေတာဖြစ်ကြောင်းပြီးတော့ဒီလောကမှာဘယ်သူမှသူ့ကိုဖမ်းနိုင်မှာမဟုတ်ဘူးလို့လည်းပြောခဲ့ပါတယ်။ချန်ကတော့ပြောလိုက်ပြီးဒီအချိန်ရှောင်းနေတဲ့ရဲတပ်ဖွဲ့တွေရောက်လာပါတယ်။သူတို့ကယူမင်ကိုချက်ချင်းဖမ်းဆီးခဲ့ပေမဲ့သူကပြောနေပြီးချန်ကိုနောက်တစ်ခါပြန်တွေ့ရင်ဒီလိုလက်ကွက်တွေမလုပ်ရဘူးလို့ပြောခဲ့ပါတယ်။နောက်ဆုံးမှရဲတွေယူမင်ကိုဖမ်းခေါ်သွားပြီးရှမ်းကိုလည်းသူ့ရဲ့ဗီလာမှာတတိလက်နေတာကိုတွေ့ရှိခဲ့ပါတယ်။ကံကောင်းစွာနဲ့သူမကဘာထိခိုက်တဲ့နေရာမှာမရှိခဲ့ပါဘူး။အဲဒီနောက်ချန်ကရဲရကြီးချန်မင်းစီကနေ MI ကိုအဆုံးစီရင်တဲ့ဗီဒီယိုမှတ်တမ်းကိုတောင်းဆိုခဲ့ပါတယ်။ရဲစခန်းမှာတော့ရဲတွေကယူမင်ကိုစတင်စစ်ဆေးမေးမြန်းနေပါတယ်။တပ်ပုံဆိုင်မှာသူပြောတာတွေကိုကြားခဲ့တာကြောင့်အခုမှယူကြီးအဆောင်မနေဖို့ရှောင်းလီကပြောပါတယ်။ယူမင်ကတော့ဒါဟာသူလုပ်တာမဟုတ်ပဲသူတငယ်ချင်းလုပ်တာပါလို့ပြန်ဖြေပါတယ်။သူ MI ပုံတွေကိုတွေ့တဲ့အခါမှာလည်း MI ဟာသူ့ရဲ့ငွေတွေကိုခိုးယူခဲ့တယ်လို့တန်တရားရှိကြောင်းပြောပါတယ်။အဲ့ဒီချိန်တုန်းကသူဟာ MI ကို6လရုံသာလုပ်တာဖြစ်ပေမဲ့မထင်မှတ်ထားတာတခုဖြစ်သွားခဲ့ပါတယ်။ဒါက MI တတိလက်ခံနေမှာချန်ရဲ့အော်တန်ကိုသူကြားလိုက်ရတာပါ။သူကြောက်လန့်ပြီးသွားစစ်ကြည့်ပေမဲ့လည်းဘာမှရှိမနေပါဘူး။အဲ့နောက်သူ MI ကိုဆေးရုံခေါ်သွားဖို့လုပ်ပေမဲ့ရုတ်တရက် MI နိုးလာပြီးသူ့စီချင်းကပ်လာပါတယ်။သူမကတကားပွင့်ပေးဖို့ပြောပြီးစီယာဝင်ကိုလာလူတာကြောင့်ကားမတော်တဆဖြစ်ခဲ့ရပြီးယူမင်ကဆေးရုံမှာကုသမှုခံယူခဲ့ရပါတယ်။တစ်ဖက်မှာချန်တို့ကလည်းရဲရရှိချန်မင်းပို့လာတဲ့မှတ်တမ်းဗီဒီယိုကိုရရှိခဲ့ပါတယ်။လူကွမ်းသူ့အစွမ်းနဲ့ကြည့်လိုက်တဲ့အခါမှာတော့ MI ဟာပုံမဲ့တင်အပြည့်ရှိနေတာကိုပဲတွေ့လိုက်ရပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီတရားပြက်နားမှာကင်မရာတစ်လုံးပဲရှိနေတာကြောင့်သူမြင်ရတဲ့ကွာဝေးကအကန့်အသတ်နဲ့ဖြစ်နေပါတယ်။ဒါကြောင့်ချန်လည်းဓာတ်ပုံတွေကိုဝင်ပြီးMI တည်ဆုံးရတဲ့အကြောင်းရင်းမှန်ကိုဖော်ထုတ်ပြလုပ်ပါတယ်။အမှန်တရားကအကောင်းဆုံးဖြေကိုမပေးနိုင်ဘူးလို့လူကွမ်းကတော့ပြောပါတယ်။ဒါမဲ့ချန်က MI ကန်တဲ့ဟာသူ့ကြောင့်ပြောင်းလဲသွားတဲ့အတွက်ဒါကိုပြန်ပြဖို့ကြိုးစားခြင်းကြောင့်ပြန်ပြောပါတယ်။အဲ့ဒီနောက်မတော်တဆမှုဖြစ်ရာကနေMI ထွက်လာတဲ့ခိုင်ကိုပြန်ပြပါတယ်။ယူမင်ကတတိမမေခင်သူမကိုချိန်ဆနေပေမဲ့MI ကလုံးဝကြည့်မဆိုင်ပဲကားတွေကသူမဖုန်းကိုပြန်သွားယူပါတယ်။အဲ့ဒီနောက်သူမမိဘတွေကိုဖုန်းပြန်ခေါ်ဖို့လုပ်ပေမဲ့ဖုန်းကလုံးဝကိုတုံးမြဖြစ်နေပါပြီ။ဒါကြောင့်သူမငိုကြွေးပြီးရီရွယ်ချက်မဲ့စွာလျှောက်သွားနေရင်ငယ်ဘွားကသူမမိဘတွေနဲ့ပုံရိပ်တွေကိုပြတ်သွင်းနေမိပါတယ်။ငယ်စဉ်ကသူမရဲ့ရည်မှန်းချက်ဖြစ်တဲ့လွတ်သက်ပြီးအလုပ်ကောင်းကောင်းလုပ်ကမိဘတွေကိုကောင်းကောင်းမထားနိုင်မှုဆိုတဲ့သူမဆန္ဒကိုပြည့်အောင်ကြိုးစားနိုင်ခဲ့ပါတယ်။သူမကုမ္ပဏီမှာယာရုတိုးခံရတဲ့ကိစ္စဟာလည်းသူမမိဘတွေကိုအလွန်ပျော်ရွှင်စေခဲ့ပါတယ်။ဒါကသူမကိုပါပျော်ရွှင်စေခဲ့ပေမဲ့လုပ်ငန်းခွင်ကိုရောက်တဲ့အခါမှာတော့စက်ညင်ဘက်ကိုပြောင်းသွားခဲ့ပါတယ်။ယာရုတိုးချင်းနေမှာပဲအတင်းအကျပ်တောက်ခိုင်းတာတွေကြုံခဲ့ရပြီးဒရိုက်တာရဲ့ကိုယ်တီးလက်ရောက်ဆော်ကားမှုတွေကိုလည်းခံခဲ့ရပါတယ်။နောက်ပိုင်းစိတ်ရင်းစရာလိမ်လည်မှုတွေကိုတွေ့တဲ့အခါမှာလည်းငွေပေးချင်းကြောက်ခင်ရပြီးအလုပ်ပြုတ်မှဆိုတာကြောင့်နှုတ်ပိတ်နေရပါတယ်။သူမအနေနဲ့ဒါတွေကိုသိခံခဲ့ရပေမဲ့အခုကျတော့လည်းအလုပ်ပြုတ်သွားတဲ့ကြောင့်ဒါဟာသူမအပေါ်တက်ရောက်မှုကြီးဖြစ်စေခဲ့ပါတယ်။ဒါကြောင့်MIဟာကိုအဆုံးစီဖို့ကြံစီပြီးတရားပြတ်ပေါ်ရောက်လာခဲ့တာပါ။ကံကောင်းစွာနဲ့ဒီအချိန်မှာရုတ်တရက်ချိန်ရောက်လာပါတယ်။ချန်ကသူမကိုတောင်းပန်ပြီးဒီညဖြစ်ခဲ့ရတဲ့ကံဆိုးမှုတွေဟာသူ့ကြောင့်လို့ပြောပါတယ်။သူMIကိုပြောစေချင်လို့သူမအမေကိုပိုးခဲ့တဲ့ဆာလေးတစ်ကြောင်းကြောင့်အခုလိုဖြစ်ခဲ့ရတာလို့လည်းပြောပါတယ်။ MIကဘလို့ဖြစ်နိုင်မှလဲမေးတဲ့အခါမှာတော့ချန်လည်းသူ့ရဲ့စွမ်းရည်အကြောင်းကိုရှင်းပြလိုက်ပါတယ်။ဒါကိုကြတော့MIကသူဒီလိုစွမ်းရည်တွေရှိရင်သူမကိုဒီကိစ္စတွေမဖြစ်ခင်ငွေကြေးလိမ်ယူမှုတွေမဖြစ်ခင်အချိန်ကိုပြန်ပို့ပေးဖို့ပြောလိုက်ပါတယ်။ဒါကချန်လုံးနိုင်တဲ့အရာတော့မဟုတ်ပါဘူး။ဒါပေမဲ့ချန်ကသူကဘဝပေါင်းများစွာကိုဝင်ရောက်ခံစားခဲ့ပြီးဘဝတိုင်းမှာနောင်တတွေလည်းရှိခဲ့ကြောင်းပြောပြပါတယ်။သူဘလောက်ပဲကြိုးစားပျော်ရွှင်တဲ့အဆုံးသက်ကိုရဖို့အတွက်ကြာရှုံးခဲ့ရပါတယ်။ဒါကြောင့်သူမရဲ့အကောင်းဆုံးအသစ်ကိုပြန်မပေးနိုင်ပေမဲ့သူမအတွက်ပိုကောင်းမွန်တဲ့အနာဂတ်ကိုတော့မလွဲချော်စေချင်ကြောင်းပြောပါတယ်။ MIကတော့သူမအတွက်အနာဂတ်ဆိုတာလုံးဝမရှိတော့ဘူးလို့ထင်နေပါတယ်။ချန်ကတော့သူကြုံခဲ့ရတဲ့ခရီးစဉ်တစ်လျှောက်အစ်စ်ကိုတက်တည်ပြဖို့အတွက်ဘဝတက်တာလုံးကြိုးပမ်းခဲ့တာငကိုရီမန်းချက်ပန်းနိုင်ကနေလွဲချော်ခဲ့ပေမဲ့လည်းနောက်ဆုံးမှာကိုပြန်ရှာတွေ့တာပြင်မိဘဆိုတာဘာကိုဆိုလို့မဲ့သူတို့ရဲ့အသက်နဲ့တက်တည်ပြသွားခဲ့တာတွေကိုပါကြုံခဲ့ရကြောင်းပြောပြပါတယ်။ဒါကြောင့်ဒီခက်ခဲစွာကြိုးပမ်းနေရတဲ့ဘဝတွေအတွက်အကြောင်းပြချက်ရှိရမယ်လို့သူကယုံကြည်ကြောင်းပြောပါတယ်။လူတွေဟာမှောင်မိုက်ကျန်းတဲ့နေ့တွေကိုကြုံနေရရင်တော့မှသူတို့အတွက်အလင်းကိုယူဆောင်လာပေးနိုင်တဲ့သူတွေနဲ့လည်းကြုံနေကြောင်းသူကပြောပြပါတယ်။ဒါကိုကြားပြီးတဲ့အခါမှာတော့MIလည်းစိတ်ပြောင်းသွားပုံရပါတယ်။လက်ရှိချိန်မှာတော့ရှောင်းလီဟာယူမင်ကိုစမေးတဲ့အခန်းထဲကနေထွက်လာပါတယ်။ယူမင်ကသူဒီမှုမှာမပါဝင်ပဲဒီလူတက်မှုတွေကိုသူတကယ်ချင်းကလုပ်ခဲ့တာလို့ဝန်ခံခဲ့ပါတယ်။ဒီအချိန်လက်ထောက်ချန်မင်းကလည်းလူမင်အောက်ပိုင်းတန်ရနဲ့ဓာတ်ပုံဆိုင်ကိုဘယ်လိုသွားနိုင်ခဲ့လဲဆိုတာမင်းကိုထုံးမိတော့ပါတယ်။တစ်ဖက်မှာMIကိုအဆုံးစီရင်မှုစိတ်ကူးကိုပြောင်းလဲတဲ့အချိန်မှာလူကွမ်းကမယုံနိုင်ဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့တည်ခြင်းတရားဆိုတာကသူတို့ဘယ်တော့မှပြောင်းလဲလို့မရနိုင်တဲ့အမှတ်တစ်ခုဖြစ်နေလို့ပါ။ဒီချိန်ချောင်းလင်းကလည်းသူ့အတွက်တည်တည်တွေလာပို့ပေးပါတယ်။တစ်ဖက်မှာMIကချန်စီလက်ကန်းနေတာကနေရုတ်တရက်ပဲဆွဲလိုက်ပါတယ်။ချန်သူမကိုကြည့်လိုက်တဲ့ချိန်မှာတော့သူမကယူမင်တူကိုပြောခဲ့မှုတဲ့စကားကိုပြောလိုက်ပါတယ်။အဲ့ဒါကတော့ထင်မှတ်မထားပဲမျက်မြင်သက်သေတယောက်ရှိနေတယ်ဆိုတဲ့စကားပါ။ဒါကိုကြားတဲ့အခါမှာတော့ချန်တဲ့လူကွမ်းကယူမင်ဟာယုံသေးတတ်တာဖြစ်ပြီးတကယ်လူသက်သမားကတခြားတယောက်ဆိုတာသိလိုက်ပါတယ်။အဲ့ဒီလူရဲ့စွမ်းရည်ဟာချန်တဲ့သူနေပုံရပြီးပူကတ်ခင်ရတဲ့သူဟာငကိုဝင်ပူကတ်သူရဲ့ခန္ဓာကိုယ်စွမ်းရည်တိုင်းရှိနေပုံရပါတယ်။ဒါကြောင့်ဒါအောက်ပိုင်းတန်ရရနေတဲ့လူမင်ဟာလည်းလမ်းပြန်ချောင်းနိုင်နေတာပါ။ဒါကိုတွေးနေတဲ့အချိန်မှာပဲလူကွမ်းကရုပ်တဲ့ချောင်းလင်းရဲ့ဓာတ်နဲ့ထူတော့ကိုခံလိုက်ရပါတယ်။ဒီအချိန်မှာသူမကလည်းလူသက်သမားရဲ့ထိန်ချုံမှုကိုခံနေရပါပြီ။ချန်ရဲ့ဘက်မှာလည်းလူသက်သမားကMIကိုထိန်ချုံပြီးဇရာဘော်ကနေခုံချလိုက်ပါတယ်။ တ
တစ်ချိန်တည်းမှာပဲရဲစခန်းကလူတွေဟာလည်းသူ့ရဲ့ထိန်းချုပ်မှုအောက်မှာကိုအဆုံးစီရင်မှုလုပ်နေပါတယ်။အမ်မာတတိပြန်ဝင်လာတဲ့ချိန်မှာတော့အရာအလုံးကနောက်ပြန်ဆုတ်လို့မရတော့ပါဘူး။ဒီချိန်ချန်လည်းရုပ်တဲ့ဓာတ်ပုံတွေကနေပြန်ထွက်လာရပါတယ်။သူ့အနေနဲ့အချိန်မပြည့်သေးသလိုထွက်ဖို့လည်းမလုပ်ခဲ့ပေမဲ့လူကန်သားတို့ခင်ရပြီးတတိမိသွားတဲ့ကြောင့်အလိုလျောက်ထွက်လာရတာပါ။ချန်တတိထားမိတဲ့ချိန်မှာတော့လူကန်ကမိမျောနေပြီးလူသက်သမားရဲ့ထိန်းချုပ်ခံရတဲ့ချောင်းလင်းကိုမြင်လိုက်ပါတယ်။သူကတော့ဒါဟာချန်သူတို့ကစားပွဲရဲ့စီးမင်းကိုချိုးဖောက်တဲ့အတွက်ပြစ်တယ်မယ်လို့ပြောပါတယ်။ချန်ကသူ့ကိုဘယ်သူလဲလို့မေးလိုက်တဲ့အခါမှာတော့သူကကစားပွဲပြန်စတင်ပြီလို့ပြဖြေခဲ့ပါတယ်